Itipito Bhagava Arahant Tamma Tambuddho Vaisa Sarana Tampano Tugato Lokavidu Anuttaro Purita Dhammatarati Tatha Deva Manodana Buddho Bhagava ရသော်ဘုရားရဲ့ဂုဏ်ကျေးဇူးအကျဉ်းချုပ်၉မျိုးဟုတ်လားအဲ့ဒါတွေကိုစဉ်းစားဆင်ခြင်တတ်ဖို့အတွက်တစ်လုံးချင်းစီရဲ့အတိပ္ပယ်ကိုကျွမ်းကျွမ်းကျင်ကျင်နားလည်ရမယ်ပေါ့ဒါကိုနားလည်အောင်သင်ယူပြီးတော့မိမိကကြိမ်ဖန်များစွာစဉ်းစားဆင်ခြင်မယ်ဆိုရင်တော့ကိုယ့်ရဲ့အတွင်းတန်တာမှာဘုရားရဲ့ဂုဏ်ကိုအမှတ်ရနေခြင်းလို့ဆိုတဲ့တော့အလွန်မွန်မြတ်တဲ့စိတ်သဘောထားလေးဖြစ်နေတယ်ပေါ့အဲ့ဒါလေးကမွန်မြတ်လွန်းလို့အဲ့ဒီစိတ်ကလေးကိန်းနေတဲ့ချိန်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့နော်တန်တန်ဟာဇေဒီအိမ်လိုဖြစ်တယ်လို့တောင်ဆိုတာကိုနော်ဆိုကြပါစို့ဦးဇင်းတို့ရွှေတကုံဘုရားကြီးကိုရှိခိုးကြတယ်ဘာကိုရည်မှန်းပြီးတော့ရှိခိုးတာတော့နော်ဘုရားလေးစုရဲ့ဓာတ်တော်မွေတော်တွေရှိတယ်အဲ့ဒီထဲမှာဌာပနာထားတာရှိတယ်ဆိုတော့အဲ့ဒါကိုမှန်းပြီးတော့ရှိခိုးကြတာဒီလိုရွှေအောင်တောင်းနေတဲ့လုံလုံချွန်ချွန်ကြီးကအဲ့ဒီဓာတ်တော်ကိန်းရာဇေဒီအိမ်ပဲတကယ်တမ်းကဟုတ်တယ်မဟုတ်လားအဲ့ဒီဓာတ်တော်ကိန်းနေတဲ့အတွက်ကြောင့်အဲ့ဒီဇီရီအိမ်ကြီးကလည်းရှ िख ိုးတိုက်သွားတယ်ပေါ့အဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေကမြတ်စွာဘုရားရဲ့ဂုဏ်ကိုအမှတ်ရနိုင်မယ်ဆင်းရဲနိုင်မယ်ဆိုရင်အဲ့ဒီအမှတ်ရနေတဲ့ဆင်းရဲနေတဲ့စိတ်ကလေးကဘုရားဂုဏ်ကိုယုံကြည်သက်ဝင်နေတဲ့သဘောလေးကအလွန်မွန်မြတ်တယ်ပေါ့အဲ့ဒီစိတ်ကလေးကိန်းနေလို့အဲ့ဒီအချိန်မှာအဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့ခန္ဓာဟာဇီရီအိမ်လိုတောင်ဖြစ်တယ်တဲ့သူများရှ िख ိုးတိုက်တယ်ပေါ့မြင့်မြတ်တာကိန်းနေလို့သဘောပေါက်ရလားအေးဒါကြောင့်ဒီဗုဒ္ဓနုတ္တိဘာဝနာကိုအများကြီးစိတ်ဝင်စားဖို့လိုတယ်။ဟိုဦးဇင်းတို့အတ္တဖွယ်ရလေးတစ်ခုပြောရင်တာကမဟာနာမင်းသားကြီးကမြတ်စွာဘုရားကိုမေးတာရှိတယ်။မြတ်စွာဘုရားတဲ့အရိယာမဉ္ဇဉ်ပူဉ္ဇဉ်ကိုရထားကြတဲ့အရိယာပုဂ္ဂိုလ်တွေကဘဝမှာဘလို့နေခြင်းဖြင့်အနေများကြပါသလဲဘုရားလို့မေးတာ။တရားဓမ္မတို့ဦးဇင်းတို့တွေကတော့ပုထုဇဉ်တွေပေါ့။ကိုယ်နဲ့မဆိုင်ဘူးလို့ဆိုမယ်ဆိုရင်လည်းဆိုလို့ရတယ်သို့တော့တစ်ချိန်မှာကိုလည်းပဲအရိယာပုဂ္ဂိုလ်ဖြစ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားတာဖြစ်တဲ့အတွက်ကြောင့်ဆိုင်နေလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်။တနည်းအားဖြင့်အရိယာပုဂ္ဂိုလ်တို့ရဲ့နေနည်းကိုအတူယူမယ်ဆိုတဲ့စိတ်နဲ့ဆိုရင်တော့အများကြီးသက်ဆိုင်သွားတယ်ပေါ့။အဲ့လိုမျိုးတော့မြတ်စွာဘုရားကအရိယာပုဂ္ဂိုလ်တွေဟာဘဝမှာအောက်မေ့ဆင်ခြင်ခြင်း6မျိုးနဲ့ဘဝမှာနေထိုင်တာများတယ်လို့အဲ့လိုဟောတယ်။အဲ့ဒါကဘာလဲဆိုတော့ဗုဒ္ဓနုတ္တိမြတ်စွာဘုရားရဲ့ဂုဏ်ကိုအောက်မေ့ဆင်ခြင်ခြင်းဓမ္မနုတ္တိနမ၄ပါးဖို့၄ပါးနိဗ္ဗာန်ပရိယတ္တိလို့ဆိုတဲ့တရားတော်မြတ်ရဲ့ဂုဏ်အရည်သွေးတွေကိုစဉ်းစားဆင်ခြင်ခြင်းသံဃာနုတ္တိသံဃာတော်ရှင်မြတ်တို့ရဲ့ဂုဏ်အရည်သွေးကိုစဉ်းစားဆင်ခြင်ခြင်းသီလနုတ္တိကိုကျင့်သုံးထားတဲ့ဖြူစင်တန်ရှင်းတဲ့သီလကိုအမှန်မှန်ထထစဉ်းစားဆင်ခြင်ပြီးတော့နေခြင်းစာဂနုတ္တိကိုယ့်ရဲ့စွန့်လွတ်နိုင်မှုနော်ဘေကန်းစွန့်ကြဲလှူဒန်းထားတဲ့ဒီဒါနကောင်းမှုဒီစာဂဆိုတဲ့စွန့်လွတ်မှုကိုအမှန်မှန်စဉ်းစားဆင်ခြင်ပြီးတော့နေခြင်းနောက်ဒေဝတာနုတ္တိနတ်ပြည်မှာဗြဟ္မပြည်မှာနတ်တွေဗြဟ္မာတွေဖြစ်နေကြတယ်ဆိုတာသူတော်ကောင်းဓာတ်တွေသူတို့မှာရှိလို့တရားသီလနော်စာကပညာဆိုတဲ့မြင့်မြတ်တဲ့သူတော်ကောင်းတရားတွေရှိလို့သူတို့နတ်ဖြစ်ကြတာငါမှလည်းပဲအဲ့လိုနတ်အဖြစ်ကိုပြုတ်တတ်တဲ့ဖြစ်စေတတ်တဲ့သူတော်ကောင်းတရားတွေရှိတယ်လို့နတ်တွေကိုတတ်တဲ့အရာမှာထားပြီးတော့ကိုယ့်ရဲ့မွန်မြတ်တဲ့သူတော်ကောင်းဓာတ်တွေကိုစဉ်းစားဆင်ခြင်ပြီးတော့နေခြင်းဒေဝတာနုတ္တိပေါ့နော်နေခြင်းဘယ်နှမျိုးတော့6မျိုးအဲ့ဒီမှာဦးဇင်းစိတ်ဝင်စားတဲ့စကားလုံးလေးနှလုံးပါတယ်အဲ့ဒါကဘာပြောတော့ဆိုတော့အဲ့ဒီလိုမျိုးဒီမြင့်မြတ်တဲ့စဉ်းစားဆင်ခြင်ခြင်း6မျိုးနဲ့နေမယ်ဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဝိတမဂတာယပဇာယတမပတ်တော်ဝိရတိဝိတမဂတာယပဇာယအလွန်လှုပ်လှုပ်ရှားရှားနဲ့မငြိမ်မသက်ဖြစ်နေကြတဲ့လူတွေရဲ့ကြားထဲမှာတမပတ်တော်အလွန်ငြိမ်သက်ပြီးတော့ဝိရတိနေတယ်လို့ဆိုရမယ်တဲ့မငြိမ်သက်တဲ့လောကကြီးမှာငြိမ်ငြိမ်သက်သက်နေနေတာတဲ့ဆိုလိုတာကဘုရားရဲ့အကြောင်းလေးကိုစဉ်းစားပြီးတော့နေတယ်အဲ့ဒီအခိုက်အတန့်လေးမှာကိုဟာမငြိမ်သက်တဲ့လူတွေကြားထဲမှာငြိမ်သက်နေတယ်ဒါကမျက်နှိုးစရာကောင်းတယ်ပေါ့နော်လှုပ်ရှားနေတဲ့လောကကြီးမှာကိုဟာငြိမ်သက်နေတယ်အဲ့ဆိုဘုရားရဲ့ဂုဏ်တွေကအလွန်ငြိမ်သက်စေတာကိုဟုတ်လားနောက်တစ်ချက်ပါပြောတော့ဆိုတော့တဗျာပစ္ဆာယပဇာယအဗျာပစ္စောဝိရတိတဗျာပစ္ဆာယပဇာယစိတ်ထဲမှာလိုချင်မမောမှုမကျေနပ်မှုဆိုတဲ့အပူဓာတ်အလောင်တက်တွေရှိနေလို့ဆင်းရဲနေကြတဲ့လူတွေရဲ့ကြားထဲမှာကိုဟာဆင်းရဲကင်းပြီးတော့နေတယ်လို့ဆိုရမယ်တဲ့။ညသောဖြင့်
အဓိကတော့လူသားတွေကိုပဲပြောရမှာเนาะလူသားတွေဟာဘယ်လိုနေလို့လူမေးရင်လောဘဒေါသမောဟတွေနဲ့ပဲနေကြတာပေါ့ဟုတ်တယ်မဟုတ်လားတော့ကျင့်တတ်မှုမကျင့်တတ်မှုကျင့်တတ်မှုဆိုတာလည်းမြင့်မြတ်တဲ့ကျင့်တတ်မှုကိုဆိုလိုတာမဟုတ်ဘူးတော့ကိုယ်စိတ်ထဲမှာမျှော်မှန်းရမ်းပြီးတော့နောက်ကိုလိုချင်တဲ့အာယုံကိုတတ်တတ်ပြီးတော့ရလာတဲ့အခါကျင့်တတ်တယ်မရတဲ့အခါမှာမျှော်မှန်းတယ်ဟုတ်လားရနိုင်ခြင်းသိမရှိဘူးအခက်အခဲရှိတယ်လို့ထင်စိတ်ထဲမှာမကျင့်တတ်ပြန်မှုပေါ့နော်လောဘဒေါသပါပဲအဲ့ဒီလောဘဒေါသနဲ့ပဲအနေများနေကြတဲ့လူလောကကြီးမှာကိုယ်ဟာလောဘဒေါသကြောင့်ဆင်းရဲမှုမရှိဘဲနဲ့ချမ်းချမ်းသာသာနေနေတယ်လို့ဆိုရမယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့အကြောင်းကိုစဉ်းစားနေလို့ရှိရင်မငြိမ်သက်တဲ့လောကကြီးမှာငြိမ်သက်စွာနေရာရောက်တယ်ဆင်းရဲနေတဲ့လောကကြီးမှာချမ်းသာစွာနေရာရောက်တယ်လို့နားလည်လို့မရဘူးလားဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုတ်တဲ့အောင်မလုပ်ဖို့လို့တော့သင်ကြားထားဖို့လို့တယ်အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကနော်မြတ်စွာဘုရားပထမဦးဆုံးရှေ့တန်းတင်ပြီးတော့ဟောပြတဲ့ဂုဏ်ကဘာလဲလို့မေးရင်အရဟံဂုဏ်ပဲဟုတ်တယ်မဟုတ်လားနော်ဣတိပိသောဘဂဝါထိုဘုရားရှင်ကိုရောမြတ်ကြီးသည်လို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အရဟံဆိုတာဘာပြောတာတော့ကိလေသာခတ်သိငြိမ်းတော်မူတာဒီနေ့မှာအရဟံဂုဏ်တစ်လုံးလေးကိုပဲဦးဇင်းတို့နော်ကြည်တော်ရှင်စတော်ဘုရားကြီးများနော်အထက်ကရာဆရာကြီးများအဓိပ္ပာယ်အများကြီးဖွင့်ပြီးတော့ပြတာရှိတယ်အဲ့ဒါဦးဇင်းတို့မင်းကွန်းစတော်ဘုရားကြီးရဲ့နော်ကျေးဇူးရှင်ဖြစ်တဲ့မိခင်ကြီးလည်းဖြစ်တဲ့နော်ဓမ္မမိခင်ကြီးဖြစ်တဲ့နောက်သီလရှင်ဆရာကြီးရေးတာလေးရှိတယ်အဲ့ဒါတော်တော်ကောင်းတယ်။ဘာပြောထားတော့ဆိုတော့အပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှ1500သောကိလေသာရန်သူတို့ကိုအကျွမ်းမဲ့ပယ်တတ်ဝါဒနာအငွေ့တဲ့နဲ့တကွာထို1500သောကိလေသာတို့မှဝေးကွာစိတ်ကိုယ်ရ၌ပဲမကောင်းမှုကိုမပြုဖြစ်မှုချင်းဖတ်အတန်တန်လက်တဲ့သောတန်တရားစိတ်ဤအထောက်အကန့်တို့ကိုဖျက်ဆီးကြီးကဲလွန်မြတ်ဂုဏ်တကကြောင့်လူနတ်ပြမတတ္တဝအလုံးတို့၏ပူဇော်ထူးကိုခံယူတော်မူခြင်းကထိုက်တန်တော်မူပါပေသောအရဟံဂုဏ်ရှင်5မျိုးသူအဓိပ္ပာယ်ပြတယ်ဒါစာပေနဲ့အညီပါပဲဟုတ်လားတလုံးချင်းလေးကိုနားလည်ဖို့လိုတယ်အဲ့ဒါလေးကိုကိုကစဉ်းစားခြင်းဆင်ခြင်နေဆိုရင်အဲ့ဒီစာပေလေးကိုရအောင်ချက်ဖို့ဒီအရင်နှီးလျော့ကတော့စိုင်းမှရမှာနော်ရအောင်ချက်မထားလို့ကတော့အပါစခုရှိရနော်အာဂုံရမှာအာကားလို့နော်ဒီပြင်နေရာမှာတော့မပြောတတ်ဘူးဘုရားရဲ့ဂုဏ်တော်တွေကိုရအောင်ကြက်ထားရင်တော့အာကားလူဖြစ်နိုင်တယ်ဟုတ်လားနောက်ရှင်မေ့သွားမှာလေစိတ်ထဲမှာပြောတော့နားလေတယ်လို့ဖြစ်မယ်နော်ဒီစာလေးစီထားတာကိုကိုကရမယ်ဆိုလို့ရှိရင်ဒါကိုပြန်ဆိုလိုက်တာနဲ့ဒီအိဗေကနားလေပြီးသားသဘောပေါက်ပြီးသားဒါမျိုးတွေကအာဂုံရဖို့လိုအပ်တယ်ဟုတ်ရဲ့လားအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုံမှာ1500သောကိလေသာရန်သူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပယ်တတ်တယ်ဘလောက်အ내အတိပဲလေးနဲ့လေရှင်းပြနေရင်တရားအရှိကြီးနောက်ထပ်ပြောစရာတွေအများကြီးရှိသေးတယ်ဟုတ်လားအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုံမှာ1500သောကိလေသာရန်သူတို့ကိုကိလေသာရန်သူကိုဘယ်လိုအတိပဲဖွင့်တာလဲအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းနဲ့အဲ့ဒါဖြစ်ခြင်းရဲ့အကြောင်းများကြီးပြောနေရင်ရှေ့မှာဆိုလို့အတူချုပ်ပြီးတော့သူကပြောလိုက်တာအလွန်ဉာဏ်ကြီးပါတယ်အဲ့ဒီသီလရှင်ဆရာကြီးကဒါအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှာ1500သောကိလေသာရန်သူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပယ်တတ်ကိလေသာကိုရန်သူနဲ့တင်စားတယ်အရဟတမေဉာဏ်ကိုတန်လျက်နဲ့တင်စားတယ်အရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပယ်တတ်ဝါဒနာအငွေ့တက်တဲ့တကွာထို1500သောကိလေသာတို့မှဝေးกว่าဟောဒါကအဓိပ္ပာယ်တစ်မျိုးဖြစ်သွားပြီကိလေသာကိုတတ်တဲ့နေရာမှာဝါဒနာတော့မကြံဘူးလို့ပြောတာဟုတ်လားဝါဒနာအငွေ့တက်တဲ့ကွာထို1500သောကိလေသာတို့မှဝေးกว่าစိတ်ကိုယ်ရာ၌ပဲမကောင်းမှုကိုမပြုတယ်ဟောဒါလည်းအလွန်ရေးပါတယ်လို့ထင်တယ်အများစုကမကောင်းမှုကိုလူရှိသူရှိပဲရှောင်ကြတာများတယ်ဟုတ်တယ်မဟုတ်လားလူကိုယ်ရာဆိုလို့ရှိရင်သိပ်ပြီးတော့ထက်မတွယ်ဘူးပေါ့နော်ဒီစိတ်ကမြတ်စွာဘုရားရဲ့နော်ဟိုကာယကံမှုဝစီကံမှုမနောကံမှုကလူရှိနဲ့ကိုယ်ရာမှာကွက်ပြားခြားနားမှုမရှိဘူးဒီတိုင်းကြီးပဲတမင်ဆောင်စည်းနေရတယ်လို့လည်းမရှိပါဘူးဟုတ်လားဒါကိုဘာပြောတော့နော်စိတ်ကိုယ်ရာ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုချိန်ပန်အတန်တန်လဲတဲ့သောတန်တရားစိတ်ဤအထောက်အကန့်တို့ကိုဖြစ်စီတယ်ဒါကပြိဿသမုပ္ပါနဲ့နော်ဆက်ပြီးတော့ပြောရင်အလွန်ကောင်းမယ်ပေါ့သို့တော့အချိန်မရပါဘူးဟုတ်လားစိတ်ကိုယ်ရာ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုချိန်ပန်အတန်တန်လက်တဲ့သောတန်တရားစိတ်ရထောက်ကန့်တို့ကိုဖြစ်စီကြီးကဲလွန်မြတ်ဂုံတကတ်ကြောင့်လူနဲ့ပြမတတ္တဝအလုံးတို့၏ပူဇော်ထူးကိုခံတော်မူခြင်းကထိုက်တန်တော်မူသောနော်သီလသမารိပညာဝမုတိမုတိညာဏတသနာဂုံကျေးဇူးအရာမှာမြတ်စွာဘုရားကိုမှီတဲ့လူမှီတဲ့နတ်မှီတဲ့ပြမမရှိဘူးတဲ့ဒါကြောင့်အမျိုးမျိုးသောတတ္တဝါတို့ရဲ့ပူဇော်တာကိုခံယူတိုက်တယ်ဒါကြောင့်လေအရဟံဂုံလို့ခ
ခေါ်တယ်လို့အရဟံဂုံရဲ့အတိပ္ပယ်ကိုဘယ်နှမျိုးပြောတော့၅မျိုးအဲ့တော့ဦးဇင်းတို့ဂုံတော်၉ပါးတဲ့ကနော်အရဟံဂုံနဲ့တမ္မာသမ္ဗုဒ္ဓဂုံကိုကျွမ်းကျွမ်းကျင်ကျင်ကြည်ကြည်ပြတ်ပြတ်နားလည်မယ်ဆိုရင်ကိုတော်တော်ကောင်းဟုတ်လားအဲ့တော့တမ္မာသမ္ဗုဒ္ဓဂုံကဆိုဘာပြောတာတော့သစ္စာညေယဓမ္မအပုံအလုံးစုံကိုအကုန်မကြံမျက်ရွှေဉဏ်ဖြင့်အမှန်ထိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူပါပေသောတမ္မာသမ္ဗုဒ္ဓဂုံရှင်ဟုတ်လားသစ္စာညေယဓမ္မအပုံအလုံးစုံကိုအကုန်မကြံမျက်ရွှေဉဏ်ဖြင့်အမှန်ထိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောဒါလည်းကြက်ထားဖို့လိုတယ်နော်ရကျင်တယ်ဆိုရင်တော့ကြက်ထားဖို့လိုတယ်ဟုတ်လားသစ္စာညေယသစ္စာ၄ပါးရယ်ညေယဆိုတာညေရန်တရား၅ပါးကိုပြောတာညေရန်တရား၅ပါးကိုပိဋကတို့မှတ်သားဖို့မှာပါမြာသင်္ခါရဝိကာရနဲ့လက္ခဏာပညာနိဗ္ဗာန်တဟုနော်ညေရန်တရား၅ပါးဆိုတာသင်္ခါရတရားဝိကာရတရားလက္ခဏာတရားနော်နိဗ္ဗာန်တရားပညာတရားဒါဒီလိုပြောတော့ပိဋကတို့ရဲ့စိတ်ထဲမှာနားလည်မှုကသိပြီးတော့မလွယ်သေးဘူးအများကြီးရှင်းပြမှရမယ်အဲ့တော့ဦးဇင်းတို့တောင်မျိုးဆိုတော်ဘုရားကြီးရှင်းပြတာရှိတယ်လောကကြီးမှာတကယ်ရှိတဲ့တရားတွေကဘာတွေလဲဆိုရင်စိတ်ရယ်စေတသိက်ရယ်ရုပ်ရယ်နိဗ္ဗာန်ရယ်ပရမတ္ထတရား၄ပါးရှိတယ်နော်နောက်ထပ်ပညာဆိုတာရှိသေးတယ်ဟောပညာကဘယ်သူပဲဘယ်ဝါပဲဘာပဲညာပဲဘလို့ပုံသဏ္ဍာန်ပဲဘာခေါ်တဲ့အနမဲတွေတကယ်မရှိဘဲနဲ့ဟောမသုံးမဖြစ်သုံးနေရတဲ့မပြောမဖြစ်ပြောနေရတဲ့ပညာတရားတွေကမရှိဘူးလားနော်တကယ်ထင်ရှားရှိတာကစိတ်စေတသိက်ရုပ်နိဗ္ဗာန်ပြီးတော့ပညာပညာကတော့တကယ်ထင်ရှားမရှိဘူးသို့တော့သူလည်းပဲသုံးနေရတယ်ပေါ့ဟုတ်လားအဲ့တော့ဒီ၅မျိုးကိုပဲဒါညေရန်တရား၅ပါးလို့ခေါ်တယ်လို့အကြံဉာဏ်မှတ်လို့ရတယ်စိတ်စေတသိက်ရုပ်နိဗ္ဗာန်ပညာဟုတ်လားဒါပေမဲ့ညေရန်တရား၅ပါးကိုပြောတဲ့နေရာမှာတော့ဟောဟာတာတစ်မျိုးနဲ့ပြောတယ်ညာသင်္ခါရဝိကာရနဲ့လက္ခဏာပညာနိဗ္ဗာန်တဟု၅ရသိရန်ညေရန်တရားဟုတ်လားဒီမှာသင်္ခါရဆိုတာစိတ်ရယ်စေတသိက်ရယ်အနိဗ္ဗာန်နာယုတ်18ပါးရယ်ဒါကိုသူကသင်္ခါရတရားလို့ခေါ်တာနိဗ္ဗာန်နာယုတ်10ပါးကသူကဘာတုံးဆိုတော့ဝိကာရနဲ့လက္ခဏာလို့သူဒီလိုနားလဲရမယ်နော်ဝိကာရယုတ်ဆိုတာရှိတယ်လက္ခဏာယုတ်ဆိုတာရှိတယ်နိဗ္ဗာန်ပညာကတော့စောတော်ရတယ်ပါသွားတယ်ပေါ့နော်အဲ့တော့ညေရန်တရား၅ပါးဆိုတာဘာလဲလို့မေးရင်စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာလို့ဒီလိုကိုယ်သဘောလေးနဲ့ကိုနားလဲထားဖို့မလိုဘူးလားလိုတယ်အဲ့တော့သိစရာရှိတာတွေကိုအကုန်သိတယ်ဆိုတော့လောကမှာသိစရာဒီ၅မျိုးကလွယ်လို့ဘာမှမရှိဘူးစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာအဲ့ဒါကိုမြတ်စွာဘုရားဆရာမကုတရားပူဉာဏ်နဲ့ကိုတော်တိုင်ထွန်းဖောက်ပြီးတော့မှန်မှန်ကန်ကန်သိတော်မူမြင်တော်မူတယ်ဒါကိုဘာခေါ်တော့တမ္မာသမ္ဗုဒ္ဓဂုံလို့ဒီလိုပြောတာပြီးတော့ဦးဇင်းတို့တမ္မာသမ္ဗုဒ္ဓဂုံနဲ့ပတ်သက်ပြီးတော့ကြည်ကြပြည့်ပြည့်တော့အများကြီးနားလည်စရာတွေရှိတယ်အဲ့ဒါလေးကိုနောက်ပိုင်းမှာဦးဇင်းဆက်ပြောမယ်ခုဒီ၉ပါးလေးကိုနည်းနည်းလိပ်ပတ်လေအောင်နားလည်စေခြင်းသေးတယ်အလုံးတော့နားလည်ပြီးသားဖြစ်မှာပါလေဟုတ်လားတမ္မာသမ္ဗုဒ္ဓဂုံပြီးတော့ပါလာတော့ဝိဇ္ဇာစရဏတမ္ပန္နောဝိဇ္ဇာဆိုတာအတိဒတ်စရဏဆိုတာအကျင့်တတ်ဟုတ်လားအတိရဲ့အကျင့်ရဲ့နဲ့ပြည့်စုံတော်မူတာတမ္မာနာဆိုတာပြည့်စုံတော်မူတာဒီနေ့မှာဝိဇ္ဇာဆိုတဲ့အတိကဘလို့အတိမျိုးတော့နော်၃ပါးဝိဇ္ဇာပုတိအာနဲ့နော်ဝိမစေဣတိဆိုတာဒါလေးတွေအကျင့်ချုပ်လေးတွေနားလည်ဖို့လိုတယ်ဟုတ်လားဟောပုတိအာနဲ့ပြည့်စုံရပါလို့ဤလို့ချို့ဆူတောင်းလေးတွေတူတူတုတ်တုတ်တွေ့ဘူးမယ်နော်ပုဆိုတာပုဗ္ဗေနိဝါဒနုဒတိအဘိညာဉ်နောက်ဖြစ်ခဲ့တဲ့ဘဝအစဉ်တွေကိုပြန်ပြီးတော့သိနိုင်တာမြင်နိုင်တာဒီဉာဏ်ကိုပုဗ္ဗေနိဝါဒနုဒတိဉာဏ်ပေါ့နော်ဒီဆိုတာဘာလို့ဒိဗ္ဗစက္ခုနော်ဘုံကွယ်ထားတဲ့အရာနော်ပရိသေတွေနော်သုတိနေတဲ့ပုဂ္ဂိုလ်ပရိသေတွေနေနေဒါတွေကိုပါသိနိုင်တယ်မြင်နိုင်တယ်အလွန်နူးညံ့သိမ်မွေ့ဆိုတာနဲ့ထွန်းပေါက်ပြီးတော့မြင်နိုင်တဲ့ဉာဏ်ဒိဗ္ဗစက္ခုဉာဏ်နတ်တို့ရဲ့မျက်စိကဲ့သို့သိနိုင်မြင်နိုင်တဲ့ဉာဏ်ပေါ့အကျမ်းမြတ်ပြီးတော့အာတောအခယဉာဏ်ဆိုတာကနော်အာတောတရားကုန်ခန်းတဲ့အရတ္တမေဉာဏ်ကိုပြောတာနော်ပုတိအာအဲ့ဒါကိုဝိဇ္ဇာ၈ပါးဆိုပြီးတော့ပြောတဲ့နေရာမှာနောက်ထပ်၅မျိုးထပ်ထည့်ရမယ်အဲ့ဒီ၅မျိုးကဘာလို့ဆိုတော့ဝိမစေဣတိတဲ့ဒါမာစီစောဘုရားကြီးကအတူတူလေးစီပေးတာဝိဆိုတာဝိပဿနာဉာဏ်ကိုပြောတာယုံ nant ကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးတင်ပြီးတော့သိနိုင်တဲ့မြင်နိုင်တဲ့ဉာဏ်ဝိပဿနာဉာဏ်နော်မဆိုတာကမနောမယိတ္တိဉာဏ်ကိုပြောတာနော်စိတ်နဲ့ပြီးတဲ့နောက်ထပ်ခန္ဓာတစ်ခုနောက်ထပ်ခန္ဓာတွေဖန်ဆင်းနိုင်ပုံစံတူဖန်ဆင်းနိုင်မနောမယိတ္တိဉာဏ်ဆိုတာဟုတ်လားဝိမစေဆိုတာစေတောပရိယဉာဏ်သူတော်ရဲ့စိတ်အကြံစီတွေကိုသိနိုင်တာဟုတ်လားပြီးတော့ဗါတော့ဣဆိုတာကဣတိဝိဒဉာဏ်အမျိုးမျိုးသောတကုဖန်တင်းမှုတွေအမြည်ကြီးတဲ့ရှိုးသွားနိုင်တာမျိုးမိုးပေါ်ပြန်နိုင်တာမျိုးဟ
ဟုတ်လားဒါမျိုးအမျိုးမျိုးဖန်ဆင်းနိုင်တာကိုဣတိဝိဒဉာဏ်လို့ခေါ်တာဟုတ်လားပြီးတော့ပါတော့ဒီဆိုတာကဒိဗ္ဗသောတနောက်နတ်တို့ရဲ့နားကဲ့သို့အလွန်ဝေးကွာတဲ့နေရာကပြောတဲ့နောက်ခြားထားတဲ့နေရာကပြောတဲ့အတန်ကိုကြားနိုင်တာဟုတ်လားအဲ့ဒါကိုဘာခေါ်တော့ဝိဇ္ဇာ၈ပါးနော်ပုတိအာရဲ့ဝိမာစီဣတိရဲ့ပေါင်းလိုက်လို့ရှိရင်ဝိဇ္ဇာဉာဏ်၈ပါးနောက်တစ်ပါးရှိသေးတယ်စရဏတရား15ပါးတဲ့နားလည်ဖို့လိုတယ်ဒါနားလည်မှတလုံးချင်းဩမြတ်စွာဘုရားမှာဒီအည်သွေးတွေရှိတယ်လို့ကိုယ်ကစဉ်းစားသင်ခြင်းလို့ရမှာနော်ဟုတ်လားအဲ့တော့စရဏတရား15ပါးဆိုတာဘာလဲနော်စရဏတရား15ပါးဆိုတာကနော်သူတော်ကောင်းတရား9ပါးရယ်ဇန်4ပါးရယ်နောက်တော့ဦးဇင်းတို့တီအိမ်ဘောဇာဆိုတော့ရှိသေးတယ်အချင်းချုပ်ကလေးတွေကိုပဲဦးဇင်းကအခုပြောတာပါဟုတ်လားသူတော်ကောင်းတရား9ပါးဆိုတာကနော်တတ္တာတတိဟိရိဩတ္တပဝရိယသုတ္တပညာဟိုသူတော်ကောင်းဥစ္စာ9ပါးနဲ့နည်းနည်းလေးကွယ်လွဲတယ်သူတော်ကောင်းဥစ္စာ9ပါးဆိုတာကတတ္တာတိလဟိရိဩတ္တပသုတ္တစာကပညာဒီနေ့မှာဘာပြောင်းလဲသွားလဲဆိုတော့နော်တတိနဲ့ဝရိယနဲ့ကနော်သူတော်ကောင်းတရား9ပါးထဲမှာပါတယ်ဟုတ်လားသူတော်ဥစ္စာ9ဖြာဆိုတာတဲ့ကြတော့တိလရဲ့စာကရဲ့အဲ့ဒီတတိနဲ့ဝရိယနေရာမှာအစားထိုးလိုက်တယ်အဲ့ဒီနှစ်ခုအလဲလဲကျန်တဲ့၅ပါးကတူတယ်ဟုတ်လားအခုစရဏတရား15ပါးဆိုတာကတတ္တာတတိဟိရိဩတ္တပသုဒ္ဓဝရိယသုဒ္ဓပညာတော်ဒီလိုသွားတာဟုတ်လားဒါကိုစောင့်ဖို့လေးတွေလည်းစီးထားတာရှိပါတယ်နောက်တတ္တာတတိဟိရိဩတ္တဝရိယနဲ့သုဒ္ဓပညာခုနှစ်ဖြာတတ္တမဟုမှတ်ဟုတ်လားတောင်မိုးဆိုတော်ဘုရားကြီးရေးတာဟုတ်လားတတ္တာဆိုတာတလုံးချင်းကိုပြောနေတရားရှိမှာဆိုလို့ဟုတ်လားယတနာ၃ပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံကံရဲ့ကျိုးကိုယုံကြည်တာတတ္တတရားနောက်တတိဆိုတာကိုယ်ခန္ဓာမှာဘာဖြစ်နေတယ်လဲဆိုတာအမှန်ကအောက်မေ့နေတဲ့သဘောတရားဟုတ်လားဟိရိဩတ္တပဆိုတာမကောင်းမှုပြုရပြောရတွေးရမှာကိုရှက်တဲ့သဘောကြောက်တဲ့သဘောနောက်ဝရိယဆိုတာကအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးစားအထုတ်တဲ့သဘောနောက်သုဒ္ဓဆိုတာဘုရားဟောဒေသနာတွေကိုအများကြီးသိထားမြင်ထားတဲ့သဘောပညာဆိုတာကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်နားလည်တဲ့သဘောလို့အကျဉ်းမြင့်အလောက်တော့နားလည်ရမယ်အဲ့ဒီသူတော်ကောင်းတရား9ပါးမြတ်စွာဘုရားတန်တာမှာရှိတယ်ဒါစရဏတရား15ပါးတည်းကအစိပ်ပိုင်းလေးတစ်ခုနောက်ထပ်ဦးဇင်းတို့ဇန်4ပါးပထမဇန်ဒုတိယဇန်တတိယဇန်သရုတ်တဇန်ပေါင်းလိုက်ရင်7ပါးရှိပြီနော်နောက်ထပ်4ပါးကျန်တာကဘာလဲဆိုတော့တီအိမ်ဘောဇာတီဆိုတာတီလနော်ဆိုင်ရာတီလတွေမြတ်စွာဘုရားမှာပြည့်စုံတယ်နော်တီပြီးတော့ဘာလို့အိမ်ဆိုတာအိန္ဒြိယတံဝရမျက်စိနာနာလျှာကိုစိတ်ကိုလုံးဝစောင့်စည်းနိုင်တာမြင်ချင်းကြားချင်းကြောင့်ဒီအာယုံ6ပါးနဲ့တွေ့ကြုံခြင်းကြောင့်ရာဂဒေါသမဖြစ်အောင်စောင့်စည်းနိုင်တဲ့သဘောအိန္ဒြိယတံဝရဟုတ်လားဘောဆိုတာကဘောဇနမတ္တင်ညုတ္တာနော်အစားအသောက်မှာအတိုင်းရှည်ကိုသိတာဒါငါနဲ့တင်တယ်မတင်ဘူးငါဘလောက်စားတင်တယ်မစားတင်ဘူးဒါနားလေဖို့တိတ်မလွယ်ဘူးလိုက်နာဖို့တောင်မပြောနဲ့နားလေဖို့တောင်တိတ်မလွယ်ဟုတ်လားဘယ်အစာအာဟာရကိုနဲ့တင်တယ်မတင်ဘူးဆိုတာဒါမှမဟုတ်ဦးရှင်တို့ကောင်းကောင်းမသိကြဘူးမသိလို့တခါလေးစားတော့ပြီးဒုက္ခတွေရောက်ဟုတ်လားဘလောက်စားတင်တယ်ဆိုတာလည်းတိတ်မသိဘူးကြိုက်ရင်ကြိုက်တယ်လို့ကောင်းရင်ကောင်းတယ်လို့အများကြီးစားပြလိုက်တာတွေကမရှိဘူးလားရှိတယ်အဲ့ဒါဘောဇနမတ္တညုတ္တမြတ်စွာဘုရားအစားတော့မှအတိုင်းရှိကိုသိတော်မူတယ်ပြီးတော့ဘာတော့ဇာဆိုတာဇာဂရိယာနုယောဂအိတ်အနေနေတာကိုပြောတာနော်အိတ်အနေအလွန်နေတာကိုဇာဂရိယာနုယောဂထကြွနိုးကြမှုရှိတယ်ဟိုတာမန်အဖြစ်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေက4 နာရီလောက်ပဲအိတ်တင်တယ်လို့ဆိုတယ်နော်အဲ့လိုမျိုးထကြွမှုလုံလဝရိယထက်တဏ္ဍာကိုဒါပါခေါ်တော့ဇာဂရိယနုယောဂနုကြားတယ်ပေါ့နော်အဲ့ဒါဦးဇင်းတို့စတနာတရားဘယ်နှပါးဖြစ်သွားတော့15ပါးအဲ့ဒီဝိဇ္ဇာစရဏနဲ့ပြည့်စုံတော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားဒီဝိဇ္ဇာစရဏတမ္မာနာဆိုတဲ့ဂုဏ်ကိုရတော်မူတယ်ပေါ့ဝိဇ္ဇာစရဏတမ္မာနာပြီးတော့ပါတော့သုကတောတဲ့သုကတဆိုတာတတဝါတို့အားအကျိုးများကြောင်းဟုတ်မှန်သောတရားစကားကောင်းကိုသာပြောကြားတော်မူသောမြတ်စွာဘုရားသုကတဆိုကောင်းသောစကားရှိတယ်သုကတရဲ့အဓိပ္ပာယ်ကလည်းအများကြီးပဲရှင်ဘုရားတို့ဤတို့ကောင်းစွာကြွလာတော်မူခြင်းရှိတော်မူသောတဲ့ဒါလည်းသုကတရဲ့အဓိပ္ပာယ်ပဲမဲခင်ရှစ်ဖြာတင့်တယ်သောအမူအရာဖြင့်နိဗ္ဗာန်သို့ကြွတော်မူသောတဲ့ဒါကတော့မာရှိသောဘုရားကြီးရဲ့အနေအဓိပ္ပာယ်လေးနော်မဲခင်ရှစ်ပါးအကျင့်မြတ်နဲ့အမြဲတမ်းကောင်းကောင်းသွားနေတယ်ဘဝမှာအကောင်းဆုံးနည်းနဲ့သွားနေတယ်ဒါလူသားမနေနားလေအောင်ပြောကြည့်တာနော်ဘယ်လိုသွားရတော့ကောင်းကောင်းသွားကောင်းကောင်းသွားတယ်ဆိုတာဘာနဲ့သွားတာတော့မဲခင်ရှစ်ပါးနဲ့သွားတာဟုတ်လားဒါသုက္ကတရဲ့အဓိပ္ပာယ်အဲ့ဒီခုံနဲ့မြတ်စွာဘုရားမှာပြည့်စုံတယ်
ကိုယ်ကောင်းမြတ်တာတွေကိုစဉ်းစားရင်ကိုယ်စိတ်ထဲမှာလည်းကောင်းမြတ်တာတွေပဲဖြစ်ပြီးတော့အာကြတာတွေဖြစ်ချင်တာတွေဒါတွေပဲပါလာတဲ့အတွက်ကြောင့်ဗုဒ္ဓနုဒတိရဲ့စွန့်ရည်တတိကလည်းပြောရင်အလွန်ကြီးတယ်ပေါ့ဟုတ်လားသုက္ကတပြီးတော့ပါလာတော့လောကဝိတုတတ္တောကတသင်္ခါရဝလောကအပြင်ဘုံတစ်ခွင်ကိုကုံစင်ကပင်မကြံကျွင်းအောင်သိမြင်တော်မူသောမြတ်စွာဘုရားတတ္တလောကသင်္ခါရလောကဩကာသလောကဒါကိုတတ္တောကာတသင်္ခါရနဲ့လောကသုံးဖြာနော်တတ္တလောကတတ္တဝါတွေရဲ့အစုနော်သင်္ခါရလောကတကယ်ရှိတာတော့သင်္ခါရတရားပဲရှိတာပါနော်တတ္တဝါအနေထားနဲ့ပြောတော့တတ္တလောကပေါ့နော်နေထိုင်ရအနေထားအနေနဲ့ဌာနအနေနဲ့ပြောတော့ဩကာသလောကပေါ့အလုံးနားလေပါလေဟုတ်လားလောကဝိတုလောကကြီးကိုသိတော်မူတယ်နော်ရှင်အနန္ဒာကအလွန်ဂုဏ်ယူခဲ့ဘူးတယ်မြတ်စွာဘုရားကသူ့ကိုသုလန္တိကာနော်တုတ်တန်တစ်ခုဟောတော့နော်ရှင်အနန္ဒာကအလွန်ဂုဏ်ယူတယ်ဘာဟောတာလို့ဆိုတော့ဒီစัจ java လာရဲ့အကြောင်းကိုမြတ်စွာဘုရားဟောတာနော်စัจ java လာအနန္တရှိတယ်နော်ဘလို့စัจ java လာကိုဘလို့ခေါ်တယ်ဆိုတာအသေးစိတ်မြတ်စွာဘုရားဟောတာဟောတော့ရှင်အနန္ဒာကမြတ်စွာဘုရားရဲ့တပည့်တာဝကဖြစ်ရတာအလွန်ကျင့်တတ်စရာကောင်းတယ်ဆိုတာကိုသူကျင့်တယ်လွန်းလို့ထားလျှောက်တယ်အဲ့ဒီမှာအနားမှာရှိတဲ့ရှင်ဥဒ္ဒါကြီးကဘလို့စိတ်ပေါက်လည်းမသိပါဘူးမြတ်စွာဘုရားသူ့အတူအဲ့လိုသိတာကိုတင်းဘာကိစ္စနဲ့ဝမ်းသာနေရတာတုံးလို့ထမေးတာအဲ့ဒီမှာမြတ်စွာဘုရားဥဒ္ဒါကြီးကိုပြောတာဥဒ္ဒါကြီးမင်းအဲ့လိုမပြောနဲ့အာနန္ဒာကအခုငါ့ကိုအဲ့ဒီဟာဟောလို့ကြည်ညိုတဲ့စိတ်နဲ့တကယ်လို့သိမယ်ဆိုရင်တကယ်လို့နောက်ဘဝတွေထပ်ပြီးတော့အာနန္ဒာဖြစ်ရအောင်မယ်ဆိုရင်အဲ့ဒီကြည်ညိုတဲ့စိတ်နဲ့စัจ java မင်းမောင်ဘလောက်တရားမင်းမောင်ဘလောက်အကျိုးကျေးဇူးအများကြီးရနိုင်တယ်လို့ဟောတာဒါပေမဲ့ရှင်အာနန္ဒာဟာနောက်ထပ်ဘဝတစ်ဖန်ဖြစ်เสียအကြောင်းမရှိတော့ဘူးလို့အဲ့လိုလည်းမြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ပြောချင်တာကလောကဝိတုလောကကြီးရဲ့အကြောင်းကိုသိတော်မူမြင်တော်မူတယ်ဆိုတာအကုန်အစင်မြတ်စွာဘုရားသိတာဆိုကြတော့တစ်ပင်တစ်ပင်ကြီးလိုက်တယ်နော်ဘာဓာတ်တွေလွန်ကဲနေလို့အရွက်ကဘလို့ဖြစ်နေတာအပွင့်ကဘလို့အယောင်ဖြစ်နေတာဘယ်ချိန်မှသိတာဘလို့ဓာတ်အလုံးကိုသိတော်မူတယ်ဩဒါကိုလောကဝိတုဂုဏ်တော်ထဲမှာထည့်သွင်းပြီးတော့နားလည်ဖို့လိုတယ်ဒါကြောင့်ဗုဒ္ဓနုဒတိကိုပွားများခြင်းဘုရားရဲ့အကြောင်းကိုများများသိတဲ့ဘုသူတ္တတော့အရင်ရှာမိဖို့လိုလိမ့်မယ်ပေါ့ဒါကိုပဲဦးဇင်းတို့အခုစွမ်းနိုင်တယ်လို့ပြောတာပါနော်လောကဝိတုပြီးတော့ပါလာတော့အနုတ္တရောပုရိသဓမ္မတာရတိတတ္တဝါတွေကိုယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာအတုမရှိအမျက်ဆုံးဖြစ်တော်မူတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်။နောက်သူတော်ကိုကောင်းသွားအောင်လုပ်ပေးတဲ့နေရာမှာမြတ်စွာဘုရားကိုမှီတဲ့လူမရှိဘူး။အဓိပ္ပာယ်ကိုအဲ့လိုလေးရိုးလေးနားလည်ရမှာနော်။တတ္တဝါတွေကောင်းသွားအောင်ချမ်းသာသွားအောင်ဆုံးမတဲ့နေရာမှာအနုနည်းအကျဉ်းနည်းအနုအကျဉ်းရောတဲ့နည်းမျိုးစုံနဲ့မြတ်စွာဘုရားဆုံးမတော်မူနိုင်တယ်။ချမ်းသာအောင်လုပ်ပေးတော်မူနိုင်တယ်။သဘောပေါက်ရဲ့လား။တောက်ပါခေါ်တော့အနုတ္တရောပုရိသဓမ္မတာရတိပုရိသဓမ္မတာရတိနော်ကြမ်းထမ်းတဲ့တတ္တဝါတွေကိုဆုံးမတဲ့နေရာမှာအနုတ္တရောအနုတ္တရအတုမရှိအများဆုံးဖြစ်တော်မူတယ်ဘယ်လိုတလုံးချင်းစီရဲ့အဓိပ္ပာယ်လဲနားလည်ရမယ်ဟုတ်လားပြီးတော့ဗာပြောတော့တတ္ထာဒေဝမနုဿာနံတတ္ထာဒေဝမနုဿာနံတတ္ထာဒေဝမနုဿာနံဒေဝမနုဿာနံနတ်လူနော်တတ္ထာဆိုတာဆရာလို့လည်းအဓိပ္ပာယ်ရတယ်ရှေ့သွားခေါင်းဆောင်လို့လည်းအဓိပ္ပာယ်ရတယ်နော်တတ္တဝါအားလုံးတို့ရဲ့နော်ဒိဋ္ဌံလောကအပေပုံလောကကိုထည့်မပြောပါဘူးဟုတ်လားနော်အဲ့ဒါတွေကတိတ်ပြီးတော့လည်းပဲနော်မြတ်စွာဘုရားပွင့်ခြင်းကြောင့်နော်ကြီးမားမားအကျိုးကျေးဇူးခံစားရတာလည်းတိတ်မရှိဘူးသူတို့အပေပုံရောက်နေတာဟုတ်လားဒါကြောင့်ပြမကိုတော့နှက်ထဲမှာထည့်တာပေါ့နော်တတ္ထာဒေဝဆိုရင်နော်မြတ်စွာဘုရားရဲ့အစိုးအမကိုသိနိုင်မြင်နိုင်တဲ့တတ္တဝါတွေကိုပဲအဓိကထားပြီးတော့ပြောတာဒါဆိုလိုတာကတတ္တဝါအားလုံးတို့ရဲ့ရှေ့သွားခေါင်းဆောင်ဆရာတဆူဖြစ်တော်မူတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ဟုတ်ရဲ့လားတတ္ထာဒေဝမနုဿာနံဗုဒ္ဓဘဂဝါဗုဒ္ဓဆိုတာကသစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတယ်သူဘာကိုသိအောင်လည်းပြောပြနိုင်တဲ့စွမ်းရည်တတိရှိတယ်ဒီနေ့မှာမာရှိစောဘုရားကြီးကတော့ဗုဒ္ဓဆိုတာကိုတရားအလုံးစုံကိုသိတော်မူတယ်လို့အဲ့လိုမျိုးယူဆပြီးတော့ဆိုကြီးကသင်ပြပေးတာရှိတယ်ဟုတ်လားဘဂဝါဆိုတာကြတော့ဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒတကုတော်နန္ဒနောက်အသေးတော်နန္ဒနဲ့ပြည့်စုံတယ်ဒါလည်းအဓိပ္ပာယ်တစ်မျိုးနောက်တစ်မျိုးရှိသေးတယ်အဲ့ဒါလည်းလူတည်နေတယ်လို့ထင်တယ်အဲ့ဒါဘာလဲဆိုတော့ရာဂဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေကိုထွေးအံတော်မူခြင်းလို့အဓိပ္ပာယ်ရတယ်တရားဓမ္မတို့အချင်းတို့တွေတခါတလေအစာမကြည်တာတွေစားပြီးအံကျင်စိတ်ပေါက်တာတွေရှိတယ်နော်အဲ့ဒီချိန်မှာအံလိုက်လို့ရှိရင်သူကအများကြီးနေတာထိုင်တာရှိတာမအံရမချင်းတော်တော်ကိုဒုက္ခရောက်တယ်ဇောကျွေးတွေပါလိမ့်မယ်ပြန်ပြီးတော့သိမင်းသိလိမ့်မလားလို့တောင်ထင်ရလောက်အောင်ဒုက္ခရောက်တာရှိတယ်။နော်အစာမကြည့်ဘူးအောက်လည်းမသွားနိုင်ဘူးအပေါ်လည်းမအံနိုင်ဘူးဆိုရင်ဒုက္ခပေးနေတာပေါ့နော်။အ
န်လိုက်ပြီဆိုတာနဲ့တခါတည်းယူပြစ်တယ်လို့အကုန်ပျောက်သွားတယ်ဘာမှမရှိတော့အစင်မပြေတာအခုမအံ့သေးတဲ့အံ့ကျင်မှလည်းနဲ့မအံ့သေးတဲ့တရားတွေရှိနေတာဟုတ်လားဘာတွေတော့နော်ဆွဲမဲ့မှုတွေမကျေနပ်မှုတွေမိုက်မဲမှုတွေကိလေသာတရားတွေအဲ့ဒါကိုမြတ်စွာဘုရားဘာလို့ပြီးပြီတော့အလုံးထွေးအံပြီးပြီတဲ့ရှင်းလင်းသွားပြီဘာမှမရှိတော့ဒါဘာခေါ်တော့ဘဂဝါကောအဓိပ္ပာယ်တွေကအများကြီးပဲနော်စာထဲမှာဖွင့်ပြတာတွေကိုပြောရရင်အစုံနိုင်မှုဒါကြောင့်ဘုရားတဆူရဲ့ဂုဏ်ကျေးဇူးကိုဘုရားတဆူပြိဋိဘံမဆံမချင်းပြောကုန်နိုင်တယ်လို့မရှိဘူးဆိုတာဒါကိုပြောတာဒါဂုဏ်တော်၉ပါးတည်းကတပါးတပါးချင်းစီရဲ့အဓိပ္ပာယ်ကိုပဲစိတ်ထဲပေါ်လာတာတွေပြောနေပြီးမှမဟုတ်လားဒါပေမဲ့လို့အဲ့ဒီဂုဏ်၉ပါးတည်းကနောက်တရားဓမ္မတို့အရင်တို့ကျွမ်းကျွမ်းကျင်ကျင်သိထားတဲ့နဲ့နားလည်ထားတဲ့ဂုဏ်နှစ်ပါးလို့စောစောပြောတယ်နော်အရဟံဂုဏ်နဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်အချင်းချုပ်ပြောရရင်တော့အဲ့ဒီဂုဏ်နှစ်ပါးကိုဘယ်လိုပြောတော့ကိလေသာနဲ့သိเสียဂုဏ်တော်မူတယ်လို့အဲ့လိုပြောခြင်းကိလေသာဂုဏ်တာကအရဟံဂုဏ်ရဲ့အဓိပ္ပာယ်သိเสียဂုဏ်တာကသမ္မာသမ္ဗုဒ္ဓရဲ့အဓိပ္ပာယ်ဟုတ်လားဒီနေ့မှာအရဟံဂုဏ်ရဲ့အဓိပ္ပာယ်ကိုပိဋကပေါင်းတို့ကောင်တို့ဦးဇင်းတို့ဘယ်လိုနားလဲမလဲနော်တရားဓမ္မတို့ဦးဇင်းတို့တွေကလိုချင်မမောစရာနဲ့တွေ့ရင်လောဘဖြစ်တယ်။နောက်မကျင်တဲ့စရာအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်တယ်။အဲ့ဒီလိုဖြစ်တိုင်းဖြစ်တိုင်းအရဟံဂုဏ်ကိုအမှတ်ရရင်တော်တော်ကောင်းမယ်။မြတ်စွာဘုရားကမမောစရာအာယုန်နဲ့တွေ့လို့လည်းလောဘဖြစ်တော့မမှုဘူး။အစိတ်တူစရာအာယုန်နဲ့တွေ့လို့လည်းဒေါသဖြစ်တော့မမှုဘူးလို့ဘယ်လိုအာယုန်နဲ့တွေ့မြတ်စွာဘုရားမှာအပြောင်းလဲမရှိဘူး။ဘာလောဘဒေါသမောဟမှာမရှိဘူး။အဲ့တော့မြတ်စွာဘုရားရဲ့ကိလေသာကင်းပုံအဲ့ဒီအနေအထားကိုလှမ်းမျှော်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအဲ့ဒီခိုက်တက်မှာကိုယ်လည်းပဲဘာဖြစ်နိုင်တော့ကိလေသာကင်းနေနိုင်တယ်နော်ကိုယ်အနေထားကြီးမှားနေတယ်လို့ကိုယ်သိနိုင်တယ်သဘောပေါက်ရဲ့လားနောက်တစ်ချက်ကကိလေသာကင်းတဲ့အတွက်ကြောင့်တုံ့လုံးမှုကင်းတာပေါ့နော်ဘယ်လိုကောင်းမြတ်တဲ့အခြေအနေနဲ့တွေ့မြတ်စွာဘုရားမှာစိတ်တက်တယ်ဆိုတာမရှိဘူးဘယ်လိုဆိုးရတဲ့အခြေအနေနဲ့တွေ့မြတ်စွာဘုရားမှာစိတ်ပြက်တယ်ဆိုတာလည်းမရှိဘူးကောင်းတဲ့လောကရန်ဆိုးတဲ့လောကရန်ရှုထောင့်ကလည်းကြည့်ကြည့်ပေါ့ဒါလောကရန်တရားတွေကိုတွေ့ရတိုင်းအဲ့ဒီလိုမျိုးလေးစဉ်းစားကြည့်တဲ့နေအောင်ဆိုးတဲ့လောကရန်နဲ့တွေ့လို့ရမြတ်စွာဘုရားစိတ်ပြတ်တော်မမူဘူးကောင်းတဲ့လောကရန်နဲ့တွေ့လို့လည်းပဲမြတ်စွာဘုရားစိတ်တက်တော်မမူဘူးဒီတိုင်းပဲတာတိခုံလို့လည်းခေါ်တယ်ပေါ့နော်ဒီတိုင်းပဲအပြောင်းလည်းမရှိဘူးလောကလူသားအများစုကအဲ့လိုမဟုတ်ဘူးနော်လာဘိနဥဏတော်လောကောအလာဘိနစဥဏတော်တယ်နော်လာဘိနဥဏတော်လောကောလူတွေဆိုတာလာဘိနရလာလို့ရှိရင်ဥဏတော်တက်ကြွလာတယ်နော်စိတ်ကမြောက်ကြွဖြစ်လာတယ်ဖောင်းပွားလာတယ်ဒီစိတ်ကရလာပြီဆိုရင်ဖောင်းပွားတယ်ပျော်ရွှင်မှုလိုပါလို့နဲ့ဖောင်းပွားတယ်ဒီစိတ်ကဟုတ်လားအလာဘိနစဥဏတော်တယ်မရဘူးဆိုလို့ရှိရင်တော့ညှိုးငယ်သွားတယ်စိတ်ကဘာဖြစ်သွားနှိမ့်ချသွားတယ်အပြောင်းလဲရှိရနော်ရရင်တက်လာတယ်မရဘူးဆိုရင်ကြားသွားတယ်အတက်အကျတွေနဲ့နေတာပေါ့နော်လောကမြတ်စွာဘုရားမှာအဲ့ဒီအတက်ကြမရှိဘူးအဲ့တော့အရဟံဂုဏ်ကိုအဓိပ္ပာယ်အဲ့လိုလေးကိုယ့်ဘဝနဲ့နော်ရင်းနီးဆက်ကလေးတွေးပြီးတော့ကြည့်ရင်တော်တော်ကောင်းမယ်ဟုတ်လားဘာတွေ့လို့မှမြတ်စွာဘုရားမှာလောဘဒေါသဖြစ်တယ်ဆိုတာမရှိဘူးဘာကြုံရလို့မှမြတ်စွာဘုရားမှာတုံ့လှုပ်တယ်ဆိုတာမရှိဘူးဟုတ်လားဒါအရဟံဂုဏ်ရဲ့အဓိပ္ပာယ်လေးကိုအဲ့လောက်လေးစဉ်းစားတတ်ဖို့လိုတယ်နောက်တစ်ခုအရင်တို့ကြည်ပြည့်ပြောနေတာကသမ္မာသမ္ဗုဒ္ဓဂုဏ်ရဲ့အဓိပ္ပာယ်နော်သမ္မာသမ္ဗုဒ္ဓဆိုတာဘာပြောတာတော့သိเสียအလုံးကိုသိတော်မူတာအဲ့တော့ဒီနေရာမှာတပ္ပညုတဉာဏ်လို့အလုံးနားထဲမှာယဉ်နီးမှတ်ထားတဲ့စကားလုံးတစ်လုံးရှိရနော်တပ္ပညုတဉာဏ်ဆိုတာဘာပြောတာတော့အလုံးစုံကိုသိတာအဲ့ဒါတောင်မျိုးဆိုတော့ဘုရားကြီးရေးတဲ့စောင့်ပုဒ်လေးကတော့အကောင်းဆုံးပဲဟုတ်လားတိယမှန်ကမကြံရအောင်လုံးဝစုံလင်အကုန်မြင်တပ္ပဉာဏ်တော်အစွမ်းတည်နော်တိယမှန်ကမကြံရအောင်လုံးဝစုံလင်အကုန်မြင်တပ္ပဉာဏ်တော်အစွမ်းတည်တိတိတရားများအပြား၌ဟောထားစပွဲနီးတွယ်ကိုချဲလဲစုံလင်အကုန်မြင်တပ္ပဉာဏ်တော်အစွမ်းတည်ကျွတ်ထိုက်ကြပြီးများဝေနေ၏အိန္ဒြေစရိုက်သူ့အကြိုက်ကိုနှိုက်ချွတ်စုံလင်အကုန်မြင်တပ္ပဉာဏ်တော်အစွမ်းတည်သုံးချက်နော်တရားလုံးစုံကိုသိတယ်ဟုတ်လားသိတာကိုသူများနားလည်အောင်ဘယ်လိုပြောရမလဲဆိုတာကိုလည်းထပ်ပြီးတော့သိတော်မူတယ်ဟောနားလည်အောင်ဘယ်လိုပြောရမလဲလို့သိုံနဲ့မကဘူးနားထောင်မဲ့လူတွေရဲ့အခြေအနေအထားကိုလည်းမှန်ကန်သိတယ်ဒီသုံးချက်နဲ့ပြည့်စုံမှသူများကိုသိတာကိုပြောပြတဲ့နေရာမှာအကျိုးပြီးမှာသဘောပေါက်ရဲ့လားအဲ့ဒီသုံးချက်ကအရင်လေးနဲ့တယ်ဒါတပ္ပညုတဉာဏ်ရဲ့အစွမ်းပေါ့နော်သိစရာအလုံးကိုပြည့်စုံမှန်ကန်သိတယ်သိတဲ့ဟာကိုဘလို့နားလိုက်အောင်ပြောပြရမလဲဟောရမှာအရန်ကျွမ်းကျင်တယ်နော်ဘလို့ပြောလိုက်ရမလဲဆိုတာကိုကောင်းသိတယ်
အဲ့ဒါသိုံနဲ့မရသေးဘူးနော်တတ္တဝါတို့ရဲ့အကြိုက်စေးရိုက်သူကဘလို့ဟာမျိုးကြိုက်တာသူ့အနေထားကဘလို့ဒီအနေထားမှာဘာဖြစ်နေတာဒီလိုစကားပြောရင်မတင့်တော်သေးဘူးဘလို့စကားပြောမှဒီအနေထားမှာတင့်တော်မှာလို့ဒီခံယူမဲ့လူရဲ့အနေထားမှန်ကိုသဘောပေါက်တာဒါကမြတ်စွာဘုရားမှားတာနဲ့ရနိုင်တဲ့ပြင်တာအတယနုတယဉာဏ်လို့လည်းခေါ်တယ်နော်အတယနုတယဉာဏ်လို့ပြောတော့ဦးဇင်းကပေတတ်တို့ကိုမှတ်စေချင်တာလေးတစ်ခုပေါ်လာတယ်အဲ့ဒါဘာလို့ဆိုတော့အတ္တဒါရဏဉာဏ်6ပါးဆိုတာရှိတယ်နော်အတ္တဒါရဏဆိုတာကနော်ပြည့်စေကဗုဒ္ဓယဟန္တာတို့နဲ့မဆက်ဆံတပ်ပင်ကျူဘုရားရှင်တို့သာလင်ရနိုင်တဲ့ဉာဏ်6ပါးကန့်ထားတာနော်ဘုရားသာလင်ရနိုင်တဲ့ဉာဏ်မြတ်စွာဘုရားမှာသာလင်ရှိတဲ့ဉာဏ်6ပါးရှိတယ်တဲ့အဲ့ဒါကိုအတ္တဒါရဏဉာဏ်လို့ခေါ်တယ်နော်ဘယ်သူမှမရနိုင်ဘူးကြံတဲ့လူတွေရှင်ပြည့်စေကဗုဒ္ဓတောင်မရနိုင်ဘူးဆိုတော့ပြီးပြီပေါ့နော်အဲ့ဒီဉာဏ်6ပါးကဘာတွေတော့နော်ပထမအဆုံးဉာဏ်ကအတ္တယနုတယဉာဏ်နဲ့အခုဦးဇင်းပြောလိုက်တာနော်အတ္တယနုတယဉာဏ်ဆိုတာကနော်တတ္တဝါတွေရဲ့အလိုဆန္ဒဟိုဇယိုက်ကိုသိတာနော်ဆိုလိုတာကသူ့ရဲ့ကိလေသာအထူပါနော်သူဘယ်ဘဝကဘာတွေကြိုက်ခဲ့တာဘလို့တွေသူ့ရဲ့အစွဲတွေကဘလို့တွေရှိတာအဲ့ဒီအထူပါကိုသိတာအတ္တယနုတယဉာဏ်ဟုတ်လားနောက်ပြီးတော့ဗာပြောတော့အိန္ဒြိယပရောပရိယတိဉာဏ်အိန္ဒြိယပရောပရိယတိဉာဏ်ဆိုတာကအိန္ဒြိအနုယင်ကိုသိတာအိန္ဒြိဆိုတာကတတ္တာတတိဝရိယတမာတိပညာအိန္ဒြေ၅ပါးပြီးတို့သိပါတယ်နော်ဟိုပြောရရင်ပါရမီအနုယင်ကိုသိတာသူတော်ကောင်းတရားအနုယင်ကိုသိတာနော်အိန္ဒြိယပရောပရိယတိဉာဏ်ဘလောက်ရင့်နေတယ်တချို့အနေအထားကိုကြည့်ရတာကနော်ဆိုကြပါစို့ဘာမှထင်ကြီးတယ်မရှိဘူးနော်ဘဝရဲ့အနေအထားအခြေအနေပြီးရုပ်ရည်ဘာညာအကုန်လုံးဘာမှထင်ကြီးတယ်မရှိဘူးဒါပေမဲ့အတွင်းမှာအရန်ရင့်နေတယ်မာနေတဲ့သူတော်ကောင်းတရားသိထားတဲ့အိန္ဒြေရင့်နေတာတွေရှိတယ်အဲရသော်ဗျာလက်ထက်ကအနေအထားတွေကိုကြည့်ပြီးတော့ဦးဇင်းတို့ပြောကြည့်တာပါဟုတ်လားဒါကိုဘယ်သူသိနိုင်လို့ဆိုရင်မြတ်စွာဘုရားသိနိုင်တယ်နော်တတ္တဝါရဲ့အခြေအနေမှန်ကိုသိတာနော်အတ္တယနုတယဉာဏ်ဆိုတာကအကြိုက်စရိုက်ကိုသိတာအိန္ဒြိယပရောပရိယတိဉာဏ်ဆိုတာအိန္ဒြေအနုအယင်ကိုသိတာသူဘလောက်ရင့်နေပြီတချို့ဆိုရင်တော်တော်ရင့်နေပြီနည်းနည်းလေးအုပ်လိုက်တာနဲ့မှဲ့တော့မယ်ဟောတတိဟောရတာနဲ့ပြောရရင်ဟုတ်လားတတိဟောရတာနဲ့ပြောရတချို့နည်းနည်းလေးတရားနားထောင်လိုက်တာနဲ့မဉ္ဇဉ်ဖုန်ဉဏ်ရတော့တာရှိတယ်နော်သူကအပေါ်ရမြူမုံလေးလောက်ပဲတင်းနေတာတကယ်သူကမှန်မြင်လို့ကြီးနေပြီအောက်ကနည်းနည်းလောက်ပုတ်ချလိုက်တာနဲ့လင်းသွားပြီဒါပေမဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒီအနေထားတွေကိုဘယ်သိနိုင်မလို့ဟုတ်တယ်မဟုတ်လားအတ္တယနုတယဉာဏ်အိန္ဒြိယပရောပရိယတိဉာဏ်ပြီးတော့တပ်ပညုတဉာဏ်အလုံးစုံကိုသိတယ်ပြီးတော့အနာဝရဏဉာဏ်နဲ့အနာဝရဏဉာဏ်ဆိုတာကအလို့သိတဲ့နေရာမှာဘာအပိတ်အပင်တားဆီးမှမရှိဘူးတခါလေဒိုးရောပေါက်အခက်အခဲမရှိဘူးအနောက်အရှက်အတားဆီးမရှိဘူးသူသိကျင်တယ်ဆိုရင်တန်းပြီးတော့သိတယ်ဒါကိုအခက်စီစဉ်းစားကြံစနေရတာမျိုးမရှိဘူးအနာဝရဏဉာဏ်ဆိုမြတ်စွာဘုရားမှာရနိုင်တာပေါ့နော်စဉ်းစားရပဲတိတ်စဉ်းစားနေစရာကိုမလိုညှို့လိုက်တာနဲ့သူသိသွားတယ်ဆိုတဲ့သဘောတပ်ပညုတဉာဏ်ကအလုံးစုံကိုသိတာအနာဝရဏဉာဏ်ကအလို့သိတဲ့နေရာမှာအပိတ်အပင်အတားဆီးအခက်အခဲမရှိဘူးဒိုးရောပေါက်သိတယ်ဟုတ်လားနောက်ဦးဇင်းတို့၅ခုမြောက်ဉာဏ်ကဘာပြောတော့ရှမကပါတိဟာရိယဉာဏ်တကူရာရိယပြတဲ့နေရာမှာအထွတ်အထိရောက်တဲ့ဉာဏ်ရေမီးအစုံဆိုကြားဘူးတယ်မဟုတ်လားနော်ဘယ်ဘက်မျက်လုံးကရေရင်ညာဘက်မျက်လုံးကမီးရင်မင်းကွန်းဆိုတော့ဘုရားရွတ်ထားတာအလွန်ကြီးညိုစရာကောင်းပါလေဟုတ်လားအတေဇောကတိုင်းအဘောကတိုင်းကိုမြန်မြန်ဆန်းဆန်းဝင်စားပြီးတော့အလွန်မြန်ဆန်တဲ့စိတ်တဲ့အဟုန်နဲ့ရေမီးထွက်လာအောင်လုပ်နိုင်တာအစုံလိုက်ထွက်လာအောင်လုပ်နိုင်တာဒါဖះမှသာလည်းဖြစ်နိုင်တဲ့ကိစ္စဘာခေါ်တော့ရှမကပါတိဟာရိယဉာဏ်ဟုတ်လားအေးနောက်ဆုံးဉာဏ်ကဘာပြောတော့နောက်ဆုံး6ခုမြောက်ဉာဏ်ကမဟာကရုဏာတမပတ္တိဉာဏ်နော်မဟာကရုဏာတမပတ္တိဉာဏ်မဟာဆိုတာကြီးကျယ်မြင့်မြတ်သောကရုဏာဆိုတာတနာကျင်တာတတ္တဝါတွေကိုတနာကျင်တာတဲ့နေရာမှာမြတ်စွာဘုရားဟာအကြီးကျယ်ဆုံးပဲဒီနေ့မှာဦးဇင်းကစဉ်းစားကြည့်တယ်ဘာလို့မြတ်စွာဘုရားတတ္တဝါတွေကိုတနာတဲ့နေရာမှာအကြီးကျယ်ဆုံးဖြစ်တော်မူတယ်လဲတတ္တဝါတွေရဲ့အကြောင်းကိုအတိဆုံးဖြစ်လို့မို့ပေါ့နော်တနာတယ်ဆိုတာဘယ်တိုင်းဓာတိတနာမလဲဆိုတာဘယ်တိုင်းဓာတိသိထားတယ်လဲဆိုတာပေါ်မှာပဲအဓိကမူတည်တာခုတကယ်ဓမ္မတို့ဦးဇင်းတို့ရဲ့တတ္တဝါတွေပေါ်မှာသိတဲ့အတိကအပေါ်ရင်အလွန်ဆန်တယ်ပေါ့ဒါကြောင့်တနာတဲ့အဆင့်ထိအကျိုးအမြတ်ကဖွက်မလာနော်တကယ်ဓမ္မတို့ဦးဇင်းတို့ရဲ့တနာတဲ့စိတ်ကဘလို့အနေထားမျိုးမှထွက်လာထင်သာမြင်သာရှိတယ်ရမ်းစင်းရဲနေပြီယောဂတွေကနေဆက်ပုံလေးကလည်းတနာကမာဆိုရင်ကိုယ်စိတ်ကတနာတဲ့စိတ်ကတော့လူလိုဖြစ်လာတော့ဟုတ်လားတနာစေရအနေအထားမျိုးဖန်ဆင်းပြမှတနာတဲ့စိတ်ကထွက်လာတာပုံမှန်အနေအထားတိုင်းဆိုရင်တနာတဲ့စိတ်ကထွက်မလာဘူး
ပစ္စည်းဥစ္စာလည်းပြည်စုံတဲ့ပညာတွေလည်းတက်တဲ့ကျမ်းမာရေးတွေလည်းကောင်းတဲ့အစားအစာအရန်ကိုသူတို့အစဉ်ပြေးနေတယ်ဆိုရင်တနာတဲ့စိတ်မလာဘူးဟုတ်လားအရန်ယုံမုန်းစရာကောင်းတဲ့အနေအထားမျိုးကြီးများဖြစ်မယ်ဆိုရင်တနာတဲ့စိတ်မလာတဲ့အပြင်ဘာဖြစ်တော့မုန်းတီးတဲ့စိတ်တောင်လာဒုက္ခရောက်စေခြင်းတဲ့စိတ်တောင်လာတယ်တနာတဲ့စိတ်ကဒုက္ခလွတ်စေခြင်းတဲ့စိတ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကတတ္တဝါတွေကိုဘလို့မြင်တာတော့တလုံးနဲ့ပြောရရင်ဒုက္ခတွေလိုပဲမြင်တာမြတ်စွာဘုရားရဲ့အမြင်မှာတတ္တဝါတွေထဲမှာပတ်စံရှိတာလည်းမရှိဘူးပတ်စံမရှိတာလည်းမရှိဘူးပညာတတ်တာလည်းမရှိဘူးမတတ်တာလည်းမရှိဘူးဟုတ်လားနေနာလည်းမရှိဘူးမြင်တာလည်းမရှိဘူးဘာပဲရှိတော့ဒုက္ခတွေပဲမြင်တယ်ဒါကြောင့်ဦးဇင်းတို့အဲ့ဒီမဟာကရုဏာဉာဏ်ကိုဖွင့်ဆိုတဲ့နေရာမှာပြောတာတွေရှိတယ်တတ္တဝါတွေရဲ့တဏ္ဍာမှာတဲ့တက္ကာယဒိဋ္ဌိဆိုတဲ့မြားစုနေတယ်တဲ့အဲ့ဒီမြားကိုငါကလွဲလို့ဘယ်သူမှနှုတ်မပေးနိုင်ဘူးဒါကြောင့်တတ္တဝါတွေကတနာစရာကောင်းတယ်လို့မြင်တယ်တဲ့မြတ်စွာဘုရားထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာတဘာဝကိုပဲဒါဟာငါပဲဒါဟာသူပဲဒါဟာပုဂ္ဂိုလ်တ attva ပဲလို့ဆိုတဲ့အလွန်လွဲမှားတဲ့အမြင်ပေါ့နော်ငရဲမျိုးစိကိန်းနေတယ်ပေါ့ဒါကိုတက္ကာယဒိဋ္ဌိမြားညှောင်းလို့သုံးတယ်အဲ့ဒီမြားကြီးဒိုးရပေါစူးနေတယ်ဝင်းနေတယ်သူတို့လည်းမနှုတ်နိုင်ဘူးလို့သိတယ်မြတ်စွာဘုရားဒါကြောင့်အလွန်တနာတယ်လို့ဒီလိုပြောတာအများကြီးပဲဖွင့်ဆိုထားတာပါပဲဟုတ်လားအဲ့ဒါပြောရင်ကဘာတော့အတ္တရဏဉာဏ်ပြောရင်တဲ့အကြောင်းအရာတွေကများလို့အကုန်လုံးကိုလောဖြစ်နေနော်ဉာဏ်ဘယ်နှပါတော့6ပါးအတ္တရဏဆိုတာဘုရားတို့နဲ့သာလဲပတ်သက်တဲ့ဉာဏ်ကျန်တာဘယ်သူနဲ့မှမပတ်သက်ဘူးမဆက်ဆံဘူးအဲ့ဒီဉာဏ်6ပါးကိုလည်းသိဖို့လွတ်တယ်ဒါသဗ္ဗညုတဉာဏ်သမတံဗုဒ္ဓခုံနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောနေတာဟုတ်လားအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကအလုံးစုံကိုတည်တော်မူတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှတ်သားစရာကောင်းတဲ့သုတ်တန်လေးတစ်ပုဒ်ဘုံဘုံတို့ပြောပြမယ်နော်ဗိမိတာရမင်းကြီးရဲ့သားအဖေယမင်းသားဆိုတာရှိတယ်အလုံးကြားဥပါလေနောက်တော့ယဟန်ပြုတ်ပြီးတော့ယဟန်နာဖြစ်သွားတာအဖေယမင်းသားဆိုတာရှိတယ်သူကအစကနဦးတုန်းကနိဂန္ဓတန္တဗုဒ္ဓဆရာကြီးကိုသူကကြီးညိုတာနော်ဒိဋ္ဌိဆရာကြီး6အောက်ထဲမှာနော်ကကြည်တဲ့နတရတာဖြစ်တဲ့နိဂန္ဓဆိုတာရှိတယ်သူတို့ကိုသူတို့အထုံးဖွဲ့မရှိဘူးဘာတန်စင်မှမရှိဘူးလို့ကြွေးကြော်ထားတဲ့ပုံကိုယ်တွေပေါ့နော်သူ့ကိုလည်းပဲသူ့ရဲ့အတိုင်းကယဟန်နာဆိုပြီးတော့အနေထားနဲ့ကိုယ်ွယ်ကြတာပေါ့အခုအဘေယမင်းသားကလည်းအဲ့ဒီနိဂန္ဓကိုကိုယ်ွယ်ထားတဲ့မှာသူပါတယ်အစကနေဟိုမှာအဲ့ဒါတနေ့တော့အဲ့ဒီနိဂန္ဓဆရာကြီးနဲ့တွေ့တဲ့အခါဆရာကြီးကဒီအဘေယမင်းသားကိုဘာပြောလဲဆိုတော့မင်းသားတဲ့သင်ဟာယဟန်ဂေါရမကြီးကိုတွားပြီးတော့ပြဿနာမေးကြည့်အဲ့ဒါဆိုလို့ရှိရင်မင်းနာမည်ကြီးလိမ့်မယ်ယဟန်ဂေါရမလိုပုဂ္ဂိုလ်မျိုးတော့မင်းဟာအမေမေကုန်းနေမဖြေနိုင်မရှုနိုင်မကယ်နိုင်ဖြစ်အောင်မေးနိုင်နေဆိုရင်မင်းနာမည်ကြီးနိုင်တယ်အဲ့တော့မင်းသားဘာပြောလဲဆိုရှင်ဗျာတဲ့တပည့်တော်လူကဘယ်လိုလုပ်ပြီးတော့ယဟန်ဂေါရမကိုပြဿနာမေးနိုင်မှာတော့အများကြီးအဆင့်တွေကွာခြားတယ်မဟုတ်ဘူးတဲ့ငါပြောတဲ့အတိုင်းမေးရင်သေချာပေါ့မင်းနိုင်မှာတဲ့ဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့ gain ဘယ်လိုမေးရမလို့ဆိုတော့မင်းယဟန်ဂေါရမကြီးကိုသွားပြီးလို့ရှိရင်အရှင်ဘုရားသူတော်ဘာမနှစ်သက်တဲ့ကြမ်းထမ်းတဲ့စကားတွေကိုပြောပါသလားလို့မေးတဲ့တကယ်လို့ပြောတယ်လို့ဖြေခဲ့မယ်ဆိုရင်အဲ့လိုဆိုအရှင်ဘုရားပုထုဇဉ်တွေနဲ့ဘာထူးလဲလို့ဒီလိုမျိုးဆွဆွဲရမယ်တဲ့တကယ်လို့ငါကြမ်းထမ်းတဲ့စကားတွေမပြောဘူးလို့ဖြေခဲ့မယ်ဆိုလို့ရှိရင်တော့အရှင်ဘုရားဒေဝရက်ကိုပြောတာရှိတယ်နော်တတွေးကိုသူများတတွေးကိုမျိုးတဲ့လူနော်အဝေးငရဲကြမလို့ကုစားလို့မရတော့မဲ့လူအရှင်ဘုရားအဲ့လိုပြောတာတွေရှိတယ်ဒါကြောင့်အဲ့လိုငါကြမ်းထမ်းတဲ့စကားကိုမပြောဘူးလို့ပြောရင်မှုတာဝါဒနဲ့ဆွဆွဲတယ်ဒါဆိုလို့ရှိရင်ယဟန်ဂေါရမဟာတဲ့နော်လေပင်ထဲမှာဟိုစူးခွားကိုမျိုးမိတယ်ထွေးလို့လည်းမရဘူးမျိုးလို့လည်းမရဘူးဒီထဲတင်တက်နေတော့နော်ဥပမာပြောတာဟုတ်လားနိဂန္ဓကပြောတာနော်မထွေးနိုင်မမျိုးနိုင်နော်အဲ့ဒီလိုမျိုးဖြစ်ပြီးတော့ဒုက္ခကြီးကျယ်ကြောင့်အဲ့ဒါဆိုမင်းနာမည်ကြီးမယ်အဲ့ဒါသဘောကျတော့တယ်ဟုတ်တယ်ဒီပြဿနာကိုတော့ယဟန်ဂေါရမဘယ်လို့မှရှောင်းနိုင်မှာမဟုတ်ဘူးဆိုတော့အရန်သဘောကျပြီးတော့မြတ်စွာဘုရားရှိရအောင်သူသွားတာဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုရှိခိုးဥချထားရင်တော့နေုံမော့ကြည့်လိုက်တဲ့အခါတော့နည်းနည်းအချိန်ကနည်းနေအဲ့ဒါနဲ့ငါအေးအေးဆေးဆေးပြောလို့ရမှာမဟုတ်ဘူးဆိုပြီးတော့နောက်နေ့အရှင်ဘုရားတပည့်တော်အိမ်ကိုတော့ဆွန်ဖုံးပေးကြွပါဆိုစွန်စားပင့်ပြီးတော့ပြန်လာတာမြတ်စွာဘုရားလည်းကောင်းပြီလာခဲ့မယ်ပေါ့အမှန်ကပြဿနာမေးခြင်းလို့ဟုတ်လားအဲ့ဒါအိမ်ရောက်ပြီဆိုတော့နောက်နေ့ရောက်တော့အိမ်ရောက်ပြီဆိုတော့ဆုံးကပ်အကုန်လုံးပြီးပြီဆုံးကိစ္စပြီးပြီဆိုတော့မှမေးတာအရှင်ဘုရားတဲ့အရှင်ဘုရားဟာကြမ်းထမ်းတဲ့စကားတွေကိုပြောပါသလားတော့တခုခုဖြေမယ်လို့သူမျှော်လင့်နေတယ်ပေါ့အဲ့ဒီလိုမေးတဲ့အခါကျတော့မြတ်စွာဘုရားဘာအမင်းရှိလို့ဆိုမင်းသားတဲ့ဒီကိစ္စမှာတတိချံပြောလို့မရဘူးတဲ့ဟောသူမျှော်လင့်ထားတဲ့အဖြေတခုမှထွက်မလာဘူးနော်ဒီကိစ္စမှာတတိချံပြောလို့မရဘူးတဲ့အဲ့လိုလေပြောလိုက်ရောသူဘာပြန်ပြောမှမသိဘူးအဲ့တော့သူ့ရဲ့နှုတ်ကဘာပဲအလိုလိုထွက်တော့ဆိုဟာနိဂန္ဓတွေတော့သွားပြီတဲ့ဟာအဲ့ဒီစကားထွက်သွားတယ်ဟုတ်လား
အဲ့တော့ဘာဘူးလို့နိဂန္ဓာတွေသွားပြီလို့မင်းပြောရတာတော့အဲ့ဒီကြတော့မှမနေ့တုန်းကနိဂန္ဓာဆရာကြီးဟာဒီလိုဒီကြောင့်ပြဿနာတွေမေးဖို့သင်ပေးတယ်ဆိုတော့ तू ပြောပြတာဟုတ်လားအဲ့လိုပြောပြတဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီကိစ္စဘာမှမပြောပါဘူးဘာပြောတော့ဆိုတော့အဲ့ဒီအချိန်မှာမင်းသားရဲ့ပေါင်ပေါ်မှာနော်ตาလေးသူ့ရဲ့ตาလေးအိတ်နေတာရှိတယ်ကလေးလေးအဲ့ဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားမိန့်ရှိတယ်မင်းသားတဲ့အဲ့ဒီကလေးလေးတကယ်လို့နော်အထိန်တွေကပဲမေးလျော်လိုပဲဖြစ်စေတခုခုပေါ့နော်အဲ့ဒီကလေးကစော်ရင်းနဲ့နော်အချွန်တက်ရှိတဲ့တက်သားစနော်အိုချံဘဲစတခုခုပါဇက်ထဲထည့်လိုက်မယ်အဲ့လိုဆိုရင်မင်းတို့ဘယ်လိုလုပ်မလို့အဲ့ဒီအိုချံဘဲကိုထုတ်ရမှာအကလေးကသူ့မျိုးရင်လို့ကိုမျိုးထားတာဆိုတော့ထုတ်ရင်ငိုမယ်ဆိုရင်ကဘယ်လိုလုပ်မလို့ငိုလည်းပဲတပြည့်တော့ထုတ်ရမှာပါဗျာဟာထုတ်လို့သွေးတွေထွက်လာမယ်ဆိုရင်ကဘယ်လိုလုပ်မလဲသွေးထွက်လဲထွက်ခါမှထွက်ရောဒါကိုထုတ်ရမှာပဲတဲ့ဘာဖြစ်လို့တော့လဲဒီကလေးကိုတနာလို့ပါတဲ့မထုတ်လို့ရှိရင်ဗိုက်ထဲရောက်သွားရင်ပို့ဒုက္ခရောက်မှာအိုးအဲ့ဒီဥမာပေးတာနော်မြတ်စွာဘုရားအေးငါလည်းပဲအဲ့လိုပဲတဲ့တတ္တဝါတွေရဲ့ပုံမှာပြောတဲ့စကားကိုပြောရမယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားစကား6ခွန်းဆိုတာကိုအမိန့်ရှိတာဒါပေးတဲ့တော့မှတ်သားဖို့ပါတဲ့ဟုတ်လားစကား6ခွန်းကိုမြတ်စွာဘုရားဟောထားတဲ့အစီအစဉ်လေးအတိုင်းတော့ဦးဇင်းမပြောဘူးမှတ်မိလွယ်အောင်လေးပဲပြောပြမယ်တော့စကား6ခွန်းကိုမှတ်မိလွယ်အောင်ပြောမယ်နော်ဟုတ်လည်းမဟုတ်ဘူးအကျိုးလည်းမရှိဘူးသူများနှစ်သက်တယ်ဟုတ်လည်းမဟုတ်ဘူးအကျိုးလည်းမရှိဘူးသူများမနှစ်သက်ဘူးဒါတတွဲသွားလိုက်နှစ်ခွန်းရှိသွားပြီနော်မဟုတ်ဘူးမမှန်ဘူးအကျိုးလည်းမရှိဘူးသူများနှစ်သက်တယ်မဟုတ်ဘူးမမှန်ဘူးအကျိုးမရှိဘူးသူများနှစ်သက်တယ်ဒါတတွဲဟုတ်လားဟုတ်တော့ဟုတ်တယ်မှန်တော့မှန်တယ်ဒါပေမဲ့အကျိုးမရှိဘူးသူများနှစ်သက်တယ်ဟုတ်တော့ဟုတ်တယ်အကျိုးမရှိဘူးသူများမနှစ်သက်ဘူးအဲ့ဒါတတွဲသွားလိုက်ဘယ်နှခွန်းရသွားလေးခွန်းရသွားပြီနော်မဟုတ်မမှန်ဘူးအကျိုးမရှိဘူးနှစ်သက်တယ်မနှစ်သက်ဘူးဟုတ်မှန်တယ်အကျိုးမရှိဘူးနှစ်သက်တယ်မနှစ်သက်ဘူးလေးခွန်းရှိသွားပြီနော်နောက်နှစ်ခွန်းပဲမြတ်စွာဘုရားပြောတယ်တဲ့ဒီလေးခွန်းလုံးဝရှောင်တယ်အဲ့တော့ဦးဇင်းတို့စစ်စစ်ကြည့်ရင်ဘာတွေ့တော့ဆိုတော့ဟိုအကျိုးမရှိတဲ့စကားမြတ်စွာဘုရားမပြောဘူးဆိုတာကိုတွေ့ရတယ်မှန်တော်လည်းပဲအကျိုးမရှိရင်မပြောဘူးမမှန်ဘူးဆိုရင်တော့ဆိုရမရှိဘူးသူများနှစ်သက်တယ်မနှစ်သက်တယ်မပြောဘူးဒါစကားလေးခွန်းကိုပယ်လိုက်တာဟုတ်လားစကားလေးခွန်းပြန်ပြောမယ်နော်မမှန်ဘူးအကျိုးမရှိဘူးသူများနှစ်သက်တယ်မနှစ်သက်ဘူးမှန်တယ်အကျိုးမရှိဘူးသူများနှစ်သက်တယ်မနှစ်သက်ဘူးလေးခွန်းနော်အေးမြတ်စွာဘုရားအမင်းရှိတော်မူတဲ့စကားကဘယ်လိုစကားတော့မှန်တယ်အကျိုးရှိတယ်နှစ်သက်တယ်မနှစ်သက်ဘူးဟောသူကတော့နှစ်သက်လဲအခါအားလျော်စွာပြောတဲ့ရင်ပြောတယ်မှန်တယ်အကျိုးရှိတယ်ဆိုရင်မနှစ်သက်လဲပဲအခါအားလျော်စွာပြောတယ်ဟာသူများနှစ်သက်တာမနှစ်သက်တာကိုမြတ်စွာဘုရားဗရဏာမထားဘူးဟုတ်မှန်ဖို့လိုတယ်အကျိုးရှိဖို့လိုတယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့အဲ့ဒီမှာတတိထားစရာကောင်းတဲ့အချက်ကဘာလို့ဆိုတော့အချိန်အခါကိုကြည့်ပြီးတော့ဆိုတဲ့စကားပါတယ်ဟုတ်တိုင်းမှန်တိုင်းအကျိုးရှိတိုင်းလည်းမပြောဘူးဆိုတာလေးကပါလာတယ်ဟုတ်တယ်မဟုတ်လားဟုတ်တယ်ကွာအကျိုးလည်းရှိတယ်ကွာမပြောတဲ့အချိန်ပြောလို့ရှိရင်အဲ့ဒီအကျိုးရှိတယ်ဆိုတာကြီးကအကျိုးမရှိဘူးဆိုတာဖြစ်သွားနိုင်တယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့မြတ်စွာဘုရားကအဲ့ဒီမှာဒီနောက်ပြောတဲ့စကားနှစ်ခွန်းကိုမြတ်စွာဘုရားအခါအားလျော်စွာကြည့်ပြီးတော့ပြောတယ်ဘာကြောင့်လဲဆိုတော့တတ္တဝါတွေကိုတနာလို့မြတ်စွာဘုရားအဲ့လိုမိန့်ရှိတယ်ဒီကလေးပါဇက်တဲကတစ်သားအတူအစကိုဆွဲထုတ်ရမယ်ငိုးလဲထုတ်ရမယ်သွေးထွက်လဲထုတ်ရမယ်ဘာဖြစ်လို့လဲဒီကလေးကိုတနာလို့အဲ့လိုဖြေလိုက်တဲ့အခါကျတော့အဘေယမင်းသားကအယံသဘောကျတယ်နော်တော်တော်ကိုသူ့စိတ်ထဲမှာသဘောကျသွားတယ်မဖော်ပြနိုင်လောက်အောင်သဘောကျတယ်အဲ့ဒါနဲ့သူကမေးတာမြတ်စွာဘုရားတဲ့မြတ်စွာဘုရားစီကိုယဟန်ပညာရှိလူပညာရှိပုံနာပညာရှိမင်းပညာရှိအမျိုးမျိုးသောပညာရှိအမိခံတဲ့ပုဂ္ဂိုလ်တွေကတချို့ဆိုရင်အနှစ်နှစ်အလားလားဘယ်လိုပြဿနာတွေကိုမေးမယ်ဆိုပြီးတော့ကြံစီစဉ်းစားပြီးတော့လာကြတာတဲ့နော်ဒီပုဂ္ဂိုလ်အလွန်နာမည်ကြီးတယ်အလွန်သိတယ်လို့ပြောတယ်ဘုရားလိုလည်းဝန်ခံတယ်အဲ့တော့မေးမယ်ဆိုပြီးတော့အမျိုးမျိုးလာကြတာတဲ့ပြဿနာတွေကိုအချင်းအကြာကြီးကစီစဉ်ပြီးတော့လာမေးကြတာအဲ့ဒါမြတ်စွာဘုရားဒီကြောင့်မြတ်စွာဘုရားအကုန်လုံးဖြေရှင်းလိုက်နိုင်တာကြီးပဲပေါ့အဲ့ဒါမြတ်စွာဘုရားကဘယ်သူကဘလို့တွေမေးရင်တော့ငါဘလို့တွေဖြေလိုက်မယ်ဆိုတော့ကြိုတင်ပြီးတော့ကြံစီထားတာများရှိပါသလားလို့မေးတာအဲ့ဒီအချက်လေးကိုပြောရင်တာနော်တပည့်ညုတညာရဲ့အစွမ်းကိုပြောရင်လို့အရာလေးကိုပြောပြတာပါဟုတ်လားမြတ်စွာဘုရားမှာကြိုတင်ပြီးတော့စဉ်းစားထားရတာစီစဉ်ထားတာများရှိပါသလားလို့မေးတာမေးတော့မြတ်စွာဘုရားအဲ့ဒါကိုလည်းဥပမာနဲ့ပြန်ပြီးတော့ပဲရှင်းပြတယ်အဲ့လိုဆိုရင်မင်းသားတဲ့မင်းကငါမေးမယ်ဩမင်းဒီယထာတွေနဲ့ပတ်သက်ပြီးတော့အလုံးကျွမ်းကျင်သလားတဲ့ကျွမ်းကျင်ပါလေဗျာမြင်းဆွဲတဲ့နောက်ကမြင်းယထာပေါ့နော်အဲ့လိုဆိုလို့ရှိရင်နော်ယထာနဲ့ပတ်သက်ပြီးတော့မင်းကအကုန်လုံးကျွမ်းကျင်လိမ္မာနေတယ်တိနေတယ်နားလည်နေဆိုရင်တစုံတစ်ယောက်ကဒီယထာနဲ့ပတ်သက်ပြီးတော့
ဒါကဘာခေါ်လဲဒါကဘာလုပ်တယ်ဒါကိုဘယ်လိုလုပ်ထားတာလဲလို့တစုံတရာလာမေးမယ်ဆိုရင်မင်းအရန်တင်ပဲပြောနိုင်တယ်မဟုတ်လားဟုတ်ပါပြောနိုင်ပါတယ်ဘာမှကြိုတင်ပြီးတော့စဉ်းစားစရာမလိုသူအကုန်လုံးကျွမ်းကျင်ပြီးသားဒီယထာနဲ့ပတ်သက်ပြီးတော့ဘယ်သူကဘယ်လိုလာမေးတော့ငါဘယ်လိုပြောမှာပဲလို့သူ့မှာစဉ်းစားနေစရာမလိုမေးလာတော့မှဖြေလိုက်ရုံပဲဟုတ်လားဘာဖြစ်လို့တော့နဲ့တပည့်တော်ကယထာရဲ့အကြောင်းကိုအကုန်လုံးခေစီတွင်းကြသိထားလို့ပါတဲ့အေးတဲ့အဲ့လိုပဲငါလည်းပဲဟောဒီလောကကြီးမှာဓမ္မဓာတ်တွေကိုငါအကုန်လုံးသိထားတယ်တဲ့ဒါကြောင့်ဘယ်သူကဘယ်လိုမေးရင်ငါဘယ်လိုစဉ်းစားမယ်လို့ငါမှစဉ်းစားတယ်ဟာကြွတင်ပြီးတော့တွေးစရာမလိုတဲ့ဓမ္မဓာတ်ကိုငါအကုန်လုံးကျွမ်းကျင်ထားတယ်လိမ္မာထားတယ်အဲ့ဒါပါလေလို့မေးရင်တပ္ပညုတညာပဲဟုတ်ရဲ့လားဒါဦးဇင်းတို့ကပြောဖို့ကိုယ်အနေထားနဲ့အလွန်အလှမ်းဝေးတဲ့အနေထားတွေကိုပြောတာပါဟုတ်လားသို့တော်လည်းပဲစာထဲမှာပါတာလေးတွေကိုနော်ဒီလောက်လေးပြောပြရင်လည်းပဲဒီလောက်လေးတော့နားလည်ရင်လည်းပဲဒီလောက်လေးနဲ့တန်တဲ့အကျိုးတော့ရမှာပေါ့ဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့ပေးတော်ပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားအဲ့လိုပြောပြတော့နော်အဘေယမင်းသားကတရဏဂုံတည်တယ်လို့ဒီလိုမျိုးတော့မှတ်တမ်းတင်ပြီးတော့အဲ့ဒါကိုဦးဇင်းတို့အဘေယရာဇကုမာရတုတ်တန်ဆိုပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်ဟုတ်ရဲ့လားအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုကိုယ်ကစဉ်းစားပြီးတော့ဗုဒ္ဓနုဒ္ဓတိဘာဝနာကိုယ်တန်တာမှာမြင့်မြတ်စွာဖြစ်ခြင်းနဲ့ဆိုရင်မြတ်စွာဘုရားရဲ့ဂုဏ်တွေအည်သွေးတွေကိုဘာလို့ထားဖို့တော့လို့တော့သင်ယူထားဖို့လိုတယ်အခုဘုန်းဘုန်းတို့ပြောတာတွေကိုပြန်ပြီးတော့ဖွင့်ပြီးတော့နားထောင်ကြည့်မယ်ဆိုရင်ဒါသင်ယူခြင်းတစ်မျိုးပဲဒါကြောင့်ထက်ခါထက်ကဦးဇင်းပြောတာမရှိဘူးဒီမှာအတန်ဖန်းတာရှိတာနောက်ထပ်ပြောဦးမယ်နောက်စဉ်းစားစရာအလွန်ကောင်းတဲ့အာရစရာအလွန်ကောင်းတဲ့မြတ်စွာဘုရားဂုဏ်အဲ့ဒါကိုဦးဇင်းတို့ခငယ်ငယ်တည်းကစအရန်သဘောကျတယ်ပေါ့နော်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်စတုကနိပတ်ထဲမှာဝေတာရိစသုတ်တံဆိုတော့သုတ်တံလေးတစ်ပုဒ်ရှိတယ်နောက်ဘုန်းဘုန်းတို့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကနော်ဘာကျုပ်စတော်ဘုရားကြီးရဲ့အကြောင်းမှာနော်မြတ်ဘုရားအံ့ဘွယ်၄ပါးမြတ်ဘုရားရဲရင်တော်မြတ်ဘုရားဤအံ့ဘွယ်၄ပါးဆိုတရားကောင်းစဉ်နဲ့တရားတစ်ပုဒ်ဟောတာရှိတယ်နော်ရဲရင်တော်မြတ်ဘုရားဤအံ့ဘွယ်၄ပါးအခုရဲရင်တော်မြတ်ဘုရားဆိုတာဒီဝေတာရိစကုံကိုဝေတာရိစသုတ်တံကိုကြည့်ပြီးတော့ပြောတာအဲ့ဒါလေးကိုအနှစ်ချုပ်ပြီးတော့ပြောပြမယ်မြတ်စွာဘုရားရဲ့ဂုဏ်ကိုစဉ်းစားခြင်းတဲ့ပုံကိုယ်တွေဆင်ခြင်ပြီးတော့နော်အလွန်မြင့်မြတ်တဲ့စိတ်ဖြစ်ခြင်းတဲ့လူတွေဒါဘုရားအကြောင်းစဉ်းစားတာအလွန်မြင့်မြတ်တဲ့စိတ်ပဲနော်စဉ်းစားတော့ဦးဇင်းကတော့အပေါ်ယံလေးတွေလည်းပြောခြင်းတယ်အလွန်ယုံမာတဲ့လူအကြောင်းစဉ်းစားရင်ဘယ်လိုဖြစ်တော့အလွန်ယုံမာတဲ့စိတ်တွေပဲဖြစ်တတ်တယ်ဟုတ်တယ်မဟုတ်လားမကောင်းတဲ့လူအကြောင်းစဉ်းစားနော်မကောင်းတဲ့စိတ်တွေပဲဖြစ်လာတာနော်ကောင်းတဲ့လူအကြောင်းစဉ်းစားရင်ဘယ်လိုဖြစ်တော့ကောင်းတဲ့စိတ်တွေပဲဖြစ်လာတာဒါပါလေအလွန်စဉ်းစားတယ်ကောင်းတယ်ဟုတ်လားအဲ့လိုပဲမြတ်စွာဘုရားတော့ကောင်းတဲ့လူကောင်းတဲ့ဆိုတာမရှိဘူးနော်ဒါကြောင့်မြတ်စွာဘုရားအကြောင်းကိုစဉ်းစားဆင်ခြင်ခြင်းဟာအလွန်ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်နေတာဟုတ်လားအခုအဲ့ဒါကိုရည်မှန်းပြီးတော့ပြောမယ်နော်ဝေတာရိစဆိုတာနော်ရဲရင်ခြင်းလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားလောက်ရဲရင်တယ်ဆိုတာကမ္ဘာလောကမှာဘယ်သူမှမရှိဘူးမြတ်စွာဘုရားမှာရဲရင်ကြောင်းတရားတွေနဲ့ပြည့်စုံလို့မြတ်စွာဘုရားရဲရင်နေတဲ့ဘယ်လိုပိသက်ပဲရောက်မြတ်စွာဘုရားမှာနော်ထိတ်လန့်တယ်တုန်လှုပ်တယ်ယွန့်တယ်ဆိုတာမျိုးမရှိဘူးဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားမှာရဲရင်ကြောင်းတရားတွေရှိနေလို့တဲ့အတ္တိရှိကြောင်းတရားတွေရှိနေတယ်အဲ့ဒါဝေတာရိစဉာဏ်၄ပါးအဲ့ဒီမှာဟောတာအဲ့ဒါဝေတာရိစဉာဏ်၄ပါးကနံပါတ်1ဘာပြောတော့နော်နံပါတ်1ဉာဏ်ကိုအသေးစိတ်လေးရှင်းပြရင်နောက်ထပ်ကျန်တဲ့3ပါးကိုပိဿတို့လွယ်လွယ်နဲ့သိနိုင်တယ်အဲ့ဒါဘာပြောတော့ဆိုတော့သမ္မာသမ္ဗုဒ္ဓတ္တိပဋိဇာနာတောဣမေဓမ္မာအနာဘိသမ္ဗုဒ္ဓတိတတ္တရဝတ္တမံသမနောဝပြမနောဝဒေဝဝမာရောဝပြမဝကောစီဝလောကသမေသာဓမေနပတိသောတိတတိနိမိတမေတံဘိက္ခွေနာသမနုပတ္တံမိဣတမံဘိက္ခွေနိမိတံအသမနုပတ္တံတောခေမပတ္တောအဘယပတ္တောဝေတာရိဇပတ္တောဝိဟရာမိပထမတစ်ပိုက်အတိပ္ပယ်ကဘာပြောတော့ယဟန်တို့တဲ့ငါကအလုံးစုံသောတရားကိုသိတယ်လို့ဝန်ခံနေတဲ့သမ္မာသမ္ဗုဒ္ဓတ္တိပရိဇာနာတောတလောကလုံးမြတ်စွာဘုရားဝန်ခံတယ်ငါအကုန်သိတယ်လို့မြတ်စွာဘုရားရဲဝန်ခံနေတဲ့အဲ့လိုဝန်ခံထားတာကိုကျန်တဲ့နတ်တွေလူတွေပြမာတွေကအရှင်ဘုရားအကုန်သိတယ်လို့ဝန်ခံတယ်နော်ဒါပေမဲ့ဒီတရားလေးကိုတော့အရှင်ဘုရားမသိပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ငါ့ကိုလာပြီးတော့ပြောစရာအကြောင်းမရှိဘူးတဲ့နော်တဟဓမေနပฏิသောတိတတိနိမိတမေတံဘိက္ခွေနသမနုပတ္တမိအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ငါ့ကိုလာပြောစရာငါမမြင်ဘူးတဲ့အထောက်ထားခိုင်ခိုင်လုံလုံနဲ့လာပြောလို့မရအောင်မြတ်စွာဘုရားကိုဒါလေးတော့မြတ်စွာဘုရားမသိပါဘူးလို့အကြောင်းယုတ်တိတော့ခိုင်ခိုင်မာရှိမှာနော်ဆွဆွဲလို့တဲ့သဘောနဲ့ရှောက်ပြောရင်တော့ပြောရင်ပြောပေါ့ဒါကတော့ပြောရင်ပြောလို့ရတာပဲလေဟုတ်လားဒါပေမဲ့ပြောတဲ့တကားဘယ်လိုရှိရမလဲအကြောင်းယုတ်တိခိုင်ခိုင်မာမာရှိရမယ်တဟဓမေနပฏิသောတိတတိဟုတ်လားအဲ့လိုမျိုးပြောစရာအကြောင်းမြတ်စွာဘုရားမမြင်ဘူးတဲ့ဘယ်သူမှငါ့ကိုအရှင်ဘုရားဒါတွေကိုမသိပါဘူးလို့သိတယ်လို့ဝန်ခံတဲ့ငါ့ကိုဒါမသိပါဘူးလို့ခိုင်ခိုင်လုံလုံပြောစရာ
လူထဲမှာနတ်ထဲမှာပြမထဲမှာတယောက်မှမမြင်ဘူးတဲ့အဲ့ဒါကြောင့်မလို့ငါခေမပတ်တော်အဘယပတ်တော်ဝေတာရိဇပတ်တော်ဝေရာမိငြိမ်ငြိမ်ချမ်းချမ်းဘေးကင်းရန်ကင်းရဲရဲရှင်းရှင်းလောကကြီးမှာငါနေနေတာတဲ့ဟုတ်လားခေမပတ်တော်ငြိမ်ချမ်းသည်ဖြစ်၍အဘယပတ်တော်ဘေးကင်းသည်ဖြစ်၍ဟုတ်လားဝေတာရိဇပတ်တော်ရဲရင်ချင်းတို့ရောက်သည်ဖြစ်၍ဝေရာမိနေနေတယ်တဲ့နော်အလုံးကိုသိတယ်လို့ရဲဝံ့ဝန်ခံထားတာတဲ့ဘယ်သူမှအဲ့ဒါမသိပါဘူးလို့လာပြီးတော့ပြောနိုင်ဆိုနိုင်တဲ့လူတယောက်မှမရှိဘူးတဲ့။ gain နော်ဒီလိုဟောပြောချက်မျိုးကိုဘယ်ဘာသာထဲမှာတွေ့ရဘူးလဲလို့စဉ်းစားကြည့်နော်။ဒါကြောင့်ဦးဇင်းတို့ပရိယတိစာပေမြတ်စွာဘုရားရဲ့ဒေသနာတွေကိုအများကြီးသင်ထားတယ်သိထားတယ်နားလည်ထားတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုတကက်လှိုက်လိုက်လဲလဲကြည်ညိုတဲ့စိတ်ယုံကြည်တဲ့စိတ်ကဖြစ်ကိုဖြစ်မှာပဲ။တော့ပေါ့ရဲ့လား။အေးဒါကဦးဇင်းတို့ဝေတာရိဇဉာဏ်တစ်ပါးနော်အားလုံးကိုသိတယ်လို့ဝန်ခံတဲ့မြတ်စွာဘုရားကိုမသိပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ပြောနိုင်တဲ့လူတလူမှမရှိဘူးနော်နောက်နံပါတ်2ဝေတာရိဇဉာဏ်ပါတော့ခိနာတောတတ္တိပရိဇာနာတောဣမေအတဝအနာဘိခိနာတောတတ္တိပရိဇာနာတောအာသောတရားကုန်တယ်လို့ဝန်ခံတဲ့အရှင်ဘုရားကိုတဲ့ဒီအာသောတရားလေးတော့ကြံပါသေးတယ်ဣမေအတဝအပရိခိနာဒါလေးကိုတော့အရှင်ဘုရားမပယ်ရသေးပါဘူးလို့ဟောအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ဘယ်လူဘယ်နဲ့ဘယ်မှာကမှမြတ်စွာဘုရားလာပြီးတော့ဆွဆွဲနိုင်ကြအကြောင်းမရှိဘူးတဲ့မြတ်စွာဘုရားသူ့ကိုယ်သူနော်ကိလေသာအတော်ကင်းတယ်လို့ဝန်ခံတယ်နော်လူချင်းမမောမရှိဘူးမချင်းနဲ့မရှိဘူးမသိတာအော်မရှိဘူးအတော်တရားအကုန်ကုန်တယ်ပေါ့အဲ့ဒါကိုအတော်တရားမကုန်ပါဘူးလို့ဘယ်သူမှလာပြီးတော့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့မပြောနိုင်ဘူးအဲ့ဒါကြောင့်လည်းမြတ်စွာဘုရားခေမပတ်တော်အဘယပတ်တော်ဝေတာရိဇပတ်တော်ဝေရာမိငြိမ်ငြိမ်ချမ်းချမ်းဘေးကင်းရန်ကင်းရဲရဲရှင်းရှင်းနေနေတာတဲ့နှစ်ချက်ရှိတော့နှစ်ချက်ရှိသွားတယ်နော်အလုံးစုံကိုသိတယ်ဟုတ်လားအာသောတရားကုန်တယ်စဉ်းစားတော့အလုံးစုံကိုသိတယ်ဆိုတာဒါတမ္မာသမ္ဗုဒ္ဓဂုံပဲအာသောတရားကုန်တယ်ဆိုတာအရဟံဂုံပဲဒါကြောင့်ဦးဇင်းကအရဟံဂုံနဲ့တမ္မာသမ္ဗုဒ္ဓဂုံအကြောင်းကောင်းကောင်းသိရင်ရတယ်လို့ပြောတာသဘောပေါက်ရဲ့လားဒီလေးပဲတော့ပြီးတော့ဝင်နေတာနော်နောက်ညနှစ်ခုကဘာပြောတော့ဆိုတော့ရေခောပနာတေအန္တရာယိကဓမ္မဥဒ္ဒတေပတိတေဝတောနာလအန္တရာယာတိဓမ္မာတိဒီတရားတွေကအန္တရာယ်ရှိတယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်တဲ့ဒါတွေကိုမလုံးနဲ့ဒါလို့ရင်နတ်ပြည်ရောက်ဖို့အတွက်အန္တရာယ်ရှိတယ်မဉ္ဇဉ်ဖွဉ္ဇဉ်ရဖို့အတွက်အန္တရာယ်ရှိတယ်သူတို့ကအတားအဆီးတွေပဲအဲ့လိုမြတ်စွာဘုရားအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားတွေရှိတယ်အဲ့ဒါတွေကိုအန္တရာယ်မရှိပါဘူးလို့ဘယ်သူမှအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့လာပြီးတော့စောရကမတက်နိုင်ဘူးတဲ့မြတ်စွာဘုရားကအန္တရာယ်ရှိတယ်လို့ဟောထားရင်အဲ့ဒါတကယ်ကိုအန္တရာယ်ရှိတယ်တဲ့သတိထားဖို့အရန်ရည်ကြီးတယ်လို့ဆိုရင်ပါတယ်ဟုတ်လားမြတ်စွာဘုရားကအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားအန္တရာယ်တကယ်ရှိတယ်အန္တရာယ်ဆိုတာဘာကိုပြောတာတော့အဓိကတော့မဉ္ဇဉ်ပုံညာရခြင်းရဲ့အန္တရာယ်ပေါ့နော်ဟုတ်လားနတ်ပြည်ကိုတောင်မရောက်အောင်တားမယ်ဆိုရင်မဉ္ဇဉ်ပုံညာတားဖို့ဆိုတာကတော့ပို့ပြီးတော့တင်ရှားသွားတာပေါ့ဟုတ်လားအဲ့လိုမျိုးအန္တရာယိကဓမ္မအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားတွေကိုအန္တရာယ်မရှိပါဘူးလို့အကြာယုတ်တိခံခဲ့မှနဲ့ဘယ်သူမှလာပြီးတော့ဆောရကမတက်နိုင်ဘူးအဲ့ဒါကြောင့်လည်းမြတ်စွာဘုရားဟာငြိမ်ငြိမ်ချမ်းချမ်းဘေးကင်းရန်ကင်းရဲရဲရှင်းရှင်းနေရတယ်တဲ့ဟုတ်လားနောက်3ခု4ခုမြောက်ညာ4ခုမြောက်ညာကဘာပြောတော့နေယန္တိကဓမ္မယတ္တခောပနတိအထာယဓမ္မောဒေတိတောသောနနေယတိတကရတတမဒုက္ခခယာတိဝရမိနောက်အရှင်ဘုရားကဒီတရားတွေကိုကျင့်လို့ရှိရင်ဒီဆင်းရဲတဲ့ဝိဒုက္ခကနေလွတ်မြောက်လိမ့်မယ်ဆိုပြီးတော့နေယန္တိကဓမ္မလွတ်မြောက်ကြောင်းတရားထွက်မြောက်ကြောင်းတရားဒုက္ခကထွက်မြောက်ကြောင်းတရားဟောထားတယ်အဲ့ဒါဟာထွက်မြောက်ကြောင်းတရားအစစ်မဟုတ်ပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ဘယ်သူမှလာပြီးတော့စောရကမတက်နိုင်ဘူးတဲ့အဲ့ဒါကြောင့်မို့လည်းရဲရဲဝံ့ဝံ့မြတ်စွာဘုရားနေရတယ်တဲ့ဝေတာရိဇဉာဏ်၄ပါးနော်အလုံးစုံကိုသိတယ်ကိလေသာအာသောကုန်တယ်အန္တရာယ်ရှိမယ်ဆိုတဲ့တရားအန္တရာယ်တကယ်ရှိတယ်လွတ်မြောက်မယ်ဆိုတဲ့တရားတကယ်လွတ်မြောက်သွားလိမ့်မယ်အယံပြည့်စုံတယ်လို့ဥစဉ်စိတ်ထဲမှာခံစားရတယ်နော်ဒီသုတ္တဟာမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့အယံဝမ်းသာစရာကောင်းတယ်ပေါ့နော်မြတ်စွာဘုရားသူ့ရဲ့ပင်ကိုအည်အသွေးရပါပြောမလို့အလုံးကိုသိတယ်ကိလေသာငြိမ့်တယ်နောက်တတ္တဝါတွေအနေအထားနဲ့နော်သူပြောပြခဲ့တဲ့စကားတွေနဲ့ပတ်သက်ပြီးတော့လည်းတာဝန်ယူမှုအပြည့်ရှိတယ်အန္တရာယ်ရှိတယ်ဆိုတဲ့တရားတကယ်အန္တရာယ်ရှိတယ်လွတ်မြောက်သွားစေလိမ့်မယ်ဒါကိုသာလို့တကယ်ဒုက္ခငြိမ်းသွားစေမယ်ဆိုတဲ့တရားတကယ်ဒုက္ခငြိမ်းစေလိမ့်မယ်အလုံးမအနှစ်သာရပြည့်ဝတယ်နော်အနှစ်ချုပ်ကလေးလို့တောင်ပြောလို့ရတယ်ဟုတ်လားအန္တရာယ်ရှိရဆိုတဲ့တရားအန္တရာယ်ရှိရနော်အကုသိုလ်တွေဒုက္ခပေးမှာဟုတ်လားလွတ်မြောက်ကြောင်းတရားဆိုရင်တကယ်လွတ်မြောက်သွားလိမ့်မယ်အဲ့တော့အန္တရာယ်ရှိတယ်ဆိုတဲ့တရားကိုလည်းပဲအန္တရာယ်ရှိတယ်လို့စိတ်ထဲမှာပို့ပြီးတော့ယုံကြည်မှုတရားဓမ္မတို့အချင်းတို့မှာထက်သန်လာတယ်ပေါ့ဟုတ်တယ်မို့လားဒါကိုစဉ်းစားလိုက်ခြင်းအဖြစ်
နော်လွတ်မြောက်ကြောင်းတရားရဲ့ပုံမှာအော်မြတ်စွာဘုရားဒီလောက်တောင်ဟောထားတာဘယ်သူမှဒါစောတကတက်လို့မရအောင်ကိုယ်စိတ်ထဲအတွေးအထင်တွေနဲ့ရှောက်ပြောမယ်ဆိုရင်တော့ပြောဖို့ဒါကတော့ဘယ်တန်းနိုင်မလို့သူကဘာပြောတာလဲသဟဓမ္မေနပတိစောတိတတိနိမိတမေတံဘိက္ခွေနသမနုပတ္တမိဟုတ်မှန်တဲ့အကြောင်းပြချက်နဲ့ခိုင်ခိုင်လုံလုံတဘာဝကြကြလာပြီးတော့ဆွဆွဲเสียရတော့ဘယ်သူမှအဲ့လိုမျိုးမလုံးနိုင်ဘူးလို့ပြောထားတာဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြည်တော်ကောင်းသူတော်ကောင်းတို့ဒါပါကိုပြောတော့ဝေတာရိဇဉာဏ်၄ပါးဟုတ်လားဘုရားရဲ့ဂုဏ်တော်တွေကိုစဉ်းစားဆင်ခြင်ဖို့ကြိုးစားတဲ့နေရာမှာပထမဥစွာသင်ယူထားဖို့လိုတယ်ဆိုတာလေးကိုဦးဇင်းတို့တွေးမိလို့အကြောင်းအရာတော်တော်များများပြောလိုက်ပါတယ်ဒီနေ့တရားနည်းနည်းရှိသွားပြီဟုတ်လားနော်အဲ့ဒါဘုံဘုံဘာတွေပြောခဲ့တော့ဂုဏ်တော်၉ပါးကိုအဓိကကင်ပြီးတော့ပြောပါတယ်ဟုတ်လားအဲ့ဒီဂုဏ်တော်၉ပါးတဲကအရဟံဂုဏ်သမ္မာသမ္ဗုဒ္ဓဂုဏ်အထူးသဖြင့်သမ္မာသမ္ဗုဒ္ဓဂုဏ်ကိုပဲအများကြီးပြောလိုက်ပါတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သည်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကြီးစုတော်အကြီးသွေးတော်တွေကိုစဉ်းစားဆင်ခြင်ပြီးတော့ကိုယ့်ရဲ့အစ္ဆဒအတွင်းတဏ္ဍာမှာမြင့်မြတ်တဲ့စိတ်ဓာတ်တွေဖြစ်အောင်ကြိုးစားရင်းနဲ့နောက်ဆုံးမဲ့ညာပုညမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းဝါတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရကံတုတဗ္ဗဒေဝတာတဗ္ဗသံဃာနုဝဝေနတရာဒုက္ခိဝန္တုတိဒီတုမဂံတေတရားနာပိသပေါင်းတော်ကောင်းတို့စာတာအလုံးသောတတ္တဝအနန္တတို့အားတဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတဗ္ဗတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသိစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဘာဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တည်တည်ဆိုသောဆေရတော်တရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗတံဃာနုဘဝေနမေကထံလေးရောက်ပလတံလေးရောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နဲ့တကွာတိလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘော်တော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း